စေရနာသုံးဖြူစင်သောစိတ်ထားများနဲ့ပွားများလို့သာလူတင်ပြူသောလူတင်ပြူသောလူလောကီလောကိုအကျိုးမယုံနိုင်ပါတော့အလူပကာဒနာအလုံးကျွေးလျှော်လို့ဒါနဒုက္ခလေးတော့ရအောင်ယူသာသနာအောင်လံကိုထူသာသနာကျိုးတေဖို့ရွတ်ဆောင်ယူသာသနာအောင်လံကိုထူသာသနာကျိုးတေဖို့ရွတ်ဆောင်ယူပမာလုခာဆန္ဒမူယူမဟာဒုတ်နဲ့ဝေဒန်ရာလိုလူကုသိုလ်ဒါနလူပြုလို့လာကြသူအလူပကာဒနာအလုံးကျွေးလျှော်လို့ဒါနဒုက္ခလေးတော့ရအောင်ယူအိုလူသားကပူမြင်တော့ကပြများနေသူမဲ့လူမျက်နှိပ်ပန်းလန်းမပြတ်စိတ်မှမှန်းငါပွားများလို့သာလူအိုလူသားတို့ပူရင်တော့ကပြများနေသူကဲမမဲ့လူမျက်နှိပ်ပန်းလန်းမပြတ်စိတ်မှမှန်းငါပွားများလို့သာလူအိုနာရမဲ့လူမဲ့လူလောကီလူသားတွေကအသေးလဲလူမလိုတာတွေခွာချလို့ဒါနသီလဘာဝနာပွားကယူအလူပကာဒနာအလုံးကျွေးလျှော်လို့ဒါနဒုက္ခလေးတော့ရအောင်ယူပရစေနာသုံးဖြူစင်သောစိတ်ထားများနဲ့ပွားများဒီနေ့ကျင်းပတဲ့ပွဲကရွှေပြည်သာမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီ၏ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာနှစ်ဦးအထူးဓမ္မပူဇာပွဲတပင်ပေါ့ဒီပွဲမှာဦးဇင်းကအချိန်ရသလောက်တရားဓမ္မနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ပါမယ်အကြာကြီးလည်းမဟောနိုင်ပါဘူးတဏှာကြီးလောက်ပေါ့ဘယ်လောက်လဲနားနိုင်တယ်မို့လားညတဏှာကြီးလကားစားတာပါဟဲ့အဲ့လောက်ဒီလည်းငါမဟောနိုင်တော့ကြားလားအသက်ကတရားပြည့်ဖို့ရခု60ဆိုတော့နော်နဘငါတပတ်ကဆိုလွတ်လပ်ရေးနေ့လွတ်လပ်ရေးနေ့ဆိုရင်ငါအသက်60နဲ့တစ်နှစ်ပြည့်သွား60တစ်နှစ်ပြည့်သွားပြီပြန်ချွေးတော်ပြန်လာလို့
62နှစ်ထဲရောက်ပြီပေါ့နော်ဒါမို့ဦးဇင်းကကြိုတင်ပြင်ဆင်ထားကြပါဆိုတဲ့တရားတွေတစ်ပုဒ်နဲ့ကျေးဇူးဆက်ချင်တယ်။ဘာတရားတွေလဲကြိုတင်ပြင်ဆင်ထားကြပါအဲ့ဒီတရားကမြတ်စွာဘုရားဟောတာမြတ်စွာဘုရားဟောထားတဲ့တရားကိုဘုရားရဲ့ကိုယ်စားဦးဇင်းကဟောပြရမှာဖြစ်တဲ့အတွက်တရားမဟောခင်တရားမနာခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးကြအောင်လှုပ်ချီပြီးတော့ညင်ညင်ညာညာလိုက်ဆိုကြဗုဒ္ဓဂုဏအနန္တအဟံဝန္ဒမိဘဗယာဧလုဘဝအယတော်သည်ဘုရားရှင်ရဲ့ဂုဏ်ကိုဤတရာယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားဓမ္မဂုဏအနန္တအဟံဝန္ဒမိဘဗယာဧလုဘဝအယတော်သည်တရားတော်များရဲ့ဂုဏ်ကိုဤတရာယုံကြည်လက်ဆုံးမို့၍ရှေခောကရပါဤရှင်ဘုရားသံဃဂုဏအနန္တအဟံဝန္ဒမိဘဗယာဧလုဘဝအယတော်သည်သံဃာတော်များရဲ့ဂုဏ်ကိုဤရာယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားမာတာပိတုဂုဏအနန္တအဟံဝန္ဒမိဘဗယာဧလုဘဝအယတော်သည်နိဗ္ဗာန်နှစ်ပါးရဲ့ဂုဏ်ကိုဤတရာယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားအာစရိယဂုဏအနန္တအဟံဝန္ဒမိဘဗယာဧလုဘဝအယတော်သည်ဆရာသမားများရဲ့ဂုဏ်ကိုဤတရာယုံကြည်လက်ဆုံးမို့၍ရှေခောကရပါဤရှင်ဘုရားကတ္တရုခောကြိုတင်ပြင်ဆင်ထားကြပါနော်မင်းညဦးဇင်းရဲ့ညီတော်ကြီးနရတမီလင်္ကာရဟလားပါတရားတွေဟောသွားဟလားအေးအဲ့တော့ဦးဇင်းကတော့ကြိုတင်ပြင်ဆင်ထားပါဘာဖြစ်လို့လဲဘာကြောင့်လဲဘာကိစ္စရှိလို့လဲလို့မေးတယ်ရှိတယ်တိမမင်းသားလေးအိပ်ပျော်ရာကနိုးလာတာနှစ်လသားအရွယ်လေးအိပ်ပျော်ကနိုးလာတဲ့အခါကျတော့သူအိပ်တဲ့ပကက်ကြီးတော့ရွှေပကက်ကြီးဖြစ်
သူ့ရဲ့နန်းတော်ကြီးကြည့်တော့ကြောက်တံပရမတွေနဲ့စီချက်ပြီးတော့ထားတာဘယ်ကောင်းမှုကုသိုလ်ကံကြောင့်ဒီစည်းစိမ်ရတယ်လဲငါဘယ်ဘဝလာခဲ့တာလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာပြုံးဆိုဇာတိတရဉာဏ်နေပေါ်လာတယ်။ဘာဉာဏ်? ဇာတိတရဉာဏ်ဆိုတော့သူ့ရဲ့ဘဝဖြစ်စဉ်တွေကိုသိတဲ့ဉာဏ်ဇာတိတရဉာဏ်။ဒါဇာတိတရဉာဏ်နဲ့သူပြန်ကြည့်တော့ဘယ်ဘဝလာတာလဲလို့ပြန်ကြည့်တဲ့အခါကျတော့နတ်ပြည်ကဆင်းလာတယ်သူတော့တွေ့တယ်။ဘယ်ကလာတာလဲ? နတ်ပြည်ကလာအဲ့ဒါနတ်ပြည်မရောက်ခင်ဘယ်ကလာတာလဲလို့ပြန်ကြည့်တဲ့အခါကျတော့သူဥတ္တရငရေကတက်လာဥတ္တရငရေသူတုန်လှုပ်သွားတယ်ကြောက်ရွံ့သွားတယ်ထိတ်လန့်သွားတယ်ဘယ်အကုသိုလ်ကံကြောင့်ဒီဥတ္တရငရေမှာခံတယ်လဲလို့ပြန်ကြည့်တော့သူကာတိတိုင်းမှာတဲ့ရှင်ပြန်ဖြစ်ခဲ့ဘူးတဲ့ရှင်ပြန်ဖြစ်ခဲ့ဘူးတဲ့အနှစ်20သူရှင်ပြန်လုပ်ခဲ့တယ်အဲ့ဒီရှင်ပြန်ဖြစ်ခြင်းဘဝတုန်းကရာဇဝသားတယောက်ကိုတတ်မိတ်ပေးတဲ့အကုသိုလ်ကံကြောင့်အနှစ်8000တိတိဥတ္တရငရေမှာသူခံခဲ့ရအခုကာတိတိုင်းမှာသူကာတိရမင်းကြီးရဲ့သားတော်လာပြီးတော့ဖြစ်နေသူရှင်ပြန်လုပ်ရတော့သူတုံ့လုံနေတယ်ကြောက်ရွံ့နေတယ်ထိတ်လန့်နေတယ်ဒါကိုဘယ်သူသိတယ်လဲဆိုတော့ထိကျဆောင်နတ်သမီးကသိတယ်သိတော့တာရဲ့တဲ့ငါသားမင်းရှင်မြင်မလုပ်ချင်ဘူးဆိုရင်မစွန့်ကျင်ပဲနဲ့လဲစွန့်ကျင်အောင်ဆောင်မအားကျင်ပဲနဲ့လဲအားကျင်အောင်ဆောင်တာကျွတ်တင်ပြစင်ထားတမို့တေးမိမင်းသားမစွန့်ကျင်မှလည်းလဲမအားကျင်မှလည်းလဲအဲ့ဒါကြောင့်ဗာမင်းသားတိမိမင်းသားလို့ဆိုတယ်တာကျွတ်တိပြစင်ထအဲ့ဒီခါကျတော့အဲ့ဒီတိမိမင်းသားမစွန့်ကျင်မှလည်းစွန့်ကျင်အောင်ဆောင်မအားကျင်မှလည်းအားကျင်အောင်ဆောင်တာဘယ်ရွယ်ရောက်လာတယ်လဲဆိုတော့16နှစ်သားရွယ်ရောက်လာအဲ့ဒါ16နှစ်သားရွယ်ရောက်လာတဲ့အခါကျတော့ကာတိရမင်းကြီးကသူနန္ဒာရတဲ့မောင်သူနန္ဒာရထိုင်လာစမ်းကွက်ငါရဲ့သားဖြစ်တဲ့ငစွန့်ငါအားငတုံးကြီးကိုအရှင်လက်နဲ့မြေဖို့တတ်ဆံကွာဆိုအဲ့လိုခိုင်းတဲ့အခါကျတော့သူနန္ဒာရထားတိကနေပြီးတော့ဖះလောင်တိမိမင်းသားကိုယထာဘောတင်းပြီးတော့တုတ်တန်နဲ့ခေါ်သွားတော်တဲ့ခေါ်သွားတော်တဲ့ရောက်တဲ့အခါကျတော့ဖះလောင်တိမိမင်းသားကိုမတတ်ခင်သူနန္ဒာယထာတိကသွားပြီးတော့တွင်တူးတယ်အဲ့ဒီခါကျမှဘုရားလောင်းတိမိမင်းသားကယထာဘောကဆင်းပြီးတော့အမောင်သူနန္ဒာယထာတိနဲ့မင်းဘာလုပ်တာလဲအဲ့ဒီခါကျမှအတန်ကြလို့နောက်လဲကြည့်တဲ့အခါဘုရားလောင်းတိမိမင်းသားကိုသွားပြီးတော့တွေ့တယ်မကြောက်ပါနဲ့တဲ့ငါတိမိမင်းသားပါတဲ့ငါရဲ့ခမဲတော်ဖြစ်တဲ့ကာတိရမင်းကြီးကိုသွားပြီးတော့ခေါ်ပါသွားပြီးတော့ခေါ်ခိုင်းတယ်ရောက်လာတဲ့အခါကျတော့ခမဲတော်ကာတိရမင်းကြီးကသားရဲ့တဲ့ငါသားမင်းရှင်မြင်လုပ်ပါတော့လို့ဆိုဌိနာအပ်အဲ့ဒီခါကျတော့ဘုရားလောင်းတိမိမင်းသားကဘာပြောတယ်လဲဆိုတော့နေသာအဘဒေါလောကောနေစင်္စပရိဝါရိတောကာယောအမောဂကေသန္တိကိမရစေပိသင်္စတိမာရဇမြတ်သောမင်းတရားအာယံလောကဟောဒီလူနဲ့ပြမတတ္တဝတိဟာနေသံအမြဲတဝရအဘဒေါတပ်ဖြတ်ခြင်းခံနေရသည်ဟောသည်ဖြစ်ပါလေပြီမင်းကြီးတဲ့
လူနာမြမတတ္တဝါတွေဟာအမြဲတမ်းတပ်ဖြတ်ခံနေရတယ်နော်တဲ့ရှင်မင်းတရားကြိုတင်ပြင်ဆင်တာနေသအဘလောကနေစင်္သာပရိဝါရိတောမဟာရာဇမြတ်သောမင်းတရားအယံလောကဟောဒီလူနာမြမတတ္တဝါတွေဟာနေသအမြတ်တော်ပရိဝါရိတောပြေလို့မလွတ်အောင်ရန်သူတွေဟာအမြတ်တော်ဝိုင်းထားခြင်းခံထားရသည်ဟောဒီဖြစ်ပါလေပြီတဲ့ရှင်မတရားတဲ့လူနာမြမတတ္တဝါတွေဟာအမြတ်တော်တပ်ဖြတ်ခံနေရတယ်လူနာမြမတတ္တဝါတွေကိုပြေလို့မလွတ်အောင်ရန်သူတွေကဝိုင်းထားတယ်ရှင်မင်းတရားကျွတ်နေပြင်ဆင်ထားနော်နေသအပန္တောနေစင်္သာပရိဝါရိတောကာယောအမောကကစ္စန္တိမဟာရာဇမြတ်သောမင်းတရားအယံလောကဟောဒီလူနာမြမတတ္တဝါတွေဟာကာယောအမောကကစ္စန္တိအချီးနိမုတ်တဲ့အရာဝတ္ထုတရားဝဇန္တိသူတတ္တဝါတွေကိုသူနဲ့တပါးတဲ့အမြတ်တာခေါ်ဆောင်၍နေကြပါတော့သည်ဖယားမင်းကြီးတဲ့လူနာမြမတတ္တဝါတွေဟာမြတ်တာတပ်ဖြတ်ခံနေရတယ်လူနာမြမတတ္တဝါတွေကိုပြေးလို့မလွတ်အောင်ကျန်သူတွေကဝိုင်းထားတယ်လူနာမြမတတ္တဝါတွေကိုအချီးနှီးမုတ်တဲ့အရာဝတ္ထုတွေကတတ္တဝါတွေကိုသူနဲ့တပါးတဲ့ခေါ်ဆောင်ပါတယ်ခေါ်ဆောင်နေတယ်အရှင်မင်းတရားကြိုတင်ပြင်ဆင်ထားနော်လို့အဲ့လိုဘုရားလောင်းတိမိမင်းသားကခမဲတော်ဖြစ်တဲ့ဂါတတိမင်းကြီးကိုပြောတယ်အဲ့ဒီကဘုရားလောင်းကတဲ့အဲ့ဒီအခါကျတော့ဘုရားလောင်းတိမိမင်းနဲ့ပြောဆိုလိုက်တဲ့အတန်ကိုစကားတန်ကိုသူကြတော့သူနားမလဲဘူးဖြစ်အဲ့လိုနားမလဲတော့ခမဲတော်ဖြစ်တဲ့ဂါတတိမင်းကြီးကကေနအပတလောကကေနသပရိဝါရိတောကာယောအမောကပကိစ္ဆန္တိတာယေတဲ့ကေနအပတလောကအယံလောကဟောဒီလူနာပြမတတ္တဝါတွေကိုကေနဘေတရားသည်အပတောတတ်ဖြတ်နေတာလေတဲ့ဘယ်ပုဂ္ဂိုလ်ကတတ်တာလဲတဲ့အဖေကိုပြောပြစမ်းတယ်ဘေးကဘာလို့ကျွတ်တင်ပြင်ဆင်ရမှာလဲဒီကဘုရားလောင်းတိမိမင်းသားသည်ကျင်နာသောမျက်လုံးကရုဏာပါသောမျက်လုံးမြင်ကြည့်ပြီးတော့မေဇုနာအပတ္တလောကစရာယပရိဝါရိတောရတယောအမောဃကေဇန္တိဧဝံဇာနာယခတ္တိယမဟာရဇမြတ်သောမင်းတရားအယံလောကဟောဒီလူနာပြမသတ္တဝါတွေကိုမေဇုနာရှင်သင်မင်းသည်အဘတောအမြဲတမ်းတပ်ဖြတ်၍နေသည်ဟောသည်ဖြစ်ပါလေပြီမင်းကြီးတဲ့လူနာမြမတတ္တဝါတွေကိုတပ်ဖြတ်နေသိမင်းတဲ့လူနာမြမတတ္တဝါတွေကိုတပ်ဖြတ်နေတာဘယ်သူလဲကြီးတဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ငယ်တဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ရွယ်တဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ကြီးတဲ့ငယ်တဲ့ရွယ်တဲ့တတ်မှချက်မရှိဘူးတဲ့ဥပမာအပြင်ပြောမယ်ဆိုရင်ဒုမဗလနေဝပတ္တန္တိမာနဝမဟာရဇမြတ်သောမင်းတရားဝါရေဒိတဏီလေတကံသောဒုမဗလနေဝတေတိကြီးငယ်အသွဲတို့သည်ပတ္တန္တိယနာကြွေးကြကုန်တဲ့ကဲ့သို့မင်းကြီးတဲ့လေတိုက်တဲ့အခါမှာတေတိဝလနေကြွေးတယ်တဲ့မကြွေးဘူးလားနုဓာတွေလည်းကျင်းဓာတွေရောမနုမမတ်တွေရောလေတိုက်တဲ့အခါမှာတေတိဝလနေကြွေးတယ်နုဓာတွေရင်းဓာတွေမနုမမတ်တွေရောကြွေးသလိုဇာတိရှိတဲ့တတ္တဝါတိုင်းတတ္တဝါတွေအရှင်မကြီးကြွေသွားနိုင်တယ်သေသွားနိုင်တယ်ကျွတ်တင်ပြစင်တာကြာကျွတ်တင်ဒါမှလူနာပြမတတ္တဝါအလုံးကိုပြေလို့လူနာပြမတတ္တဝါအလုံးကိုတတ်ဖြတ်နေသိမင်းဒါကြောင့်မို့ခန္ဓာကိုယ်ဘဝဇမဖြင့်အစတဧကံခန္ဓာကိုယ်ဘဝဇမဖြင့်အစတဧကံမရဏတသေရံကိုသွေးမလာနိုင်ခြင်း
ရှိရမြတ်တတ္တဝနတ်မြမများလာခပင်မလျော်ရွင်အမှန်ကျွင်းမကြံနောင်သွဲအတင်းကရောင်မငင်းညာနဲ့ပြောင်းတလင်းစင်အောင်အကုန်ခေါ်မှာကြည့်တဲ့ကောင်လည်းခေါ်မှာပဲငယ်တဲ့ကောင်လည်းခေါ်မှာရွယ်တဲ့ကောင်လည်းခေါ်မှာပဲမဲနေတဲ့တတိယအချင်းမျိုးကျွေသွားနိုင်တယ်ပြောစမ်းလေတိုက်တာနဲ့လေသူ့လိုလျောက်လေချိတာနဲ့လေဇာတိရှိတဲ့တ attva အချင်းမျိုးသေသွားနိုင်တယ်ကြွတင်ပြရှင်တာအဓိပ္ပာယ်ပေါ့လားခန္ဓာကိုယ်ဘဝဇမပြန်သတ္တဧကံမရဏရတေရံကိုသွေးမလာနိုင်ခြင်းရှိသမျှတ attva နတ်မြမများလက်ခပင်မလျော်ရွင်အမှန်ကျွင်းမကြံနောင်သွဲအတင်းကရောင်မငင်းညာနဲ့ပြောင်းတလင်းစင်အောင်ဒီလောကီဘုံတလေးမှာပြန်သေစရင်မိစလို့လောင်သဗ္ဗညုထုတ်ကောင်တောင်းသဗ္ဗညုထုတ်ကောင်တောင်းမလွတ်ပေါင်းစီလန်းဟာမို့အမြိုင်နှံပြည်နေဘူးမြန်ကြွတော်မူဖယားတောင်ပြိဋိဘံပြုရသေးတယ်ဖယားတောင်တို့ကဘာမို့လဲကျူတင်ပြရှင်ထားဒိဗ္ဗပပလားခန္ဓာကိုယ်ဘဝဇမပြန်သတ္တဧကံမရဏရတေရံကိုသွေးမလာနိုင်ခြင်းရှိသမျှတ attva နတ်မြမများလက်ခပင်မလျော်ရွင်အမှန်ကျွင်းမကြံနောင်သွဲအတင်းကရောင်မငင်းညာနဲ့ပြောင်းတလင်းစင်အောင်ဒီလောကီဘုံတလေးမှာဖြင့်သေစရင်မိစလို့လောင်သဗ္ဗညုထုတ်ကောင်တောင်းသဗ္ဗညုထုတ်ကောင်တောင်းမလွတ်ပေါင်းစီလန်းဟာမို့အမြိုင်နှံပြည်နေဘူးမြန်ကြွတော်မူနာနေယုတ်အခြေတူလျင်နာနေယုတ်အခြေတူလျင်မသေးသူရှိဘူးရှင်လေဇာတိရထားတဲ့ပုဂ္ဂိုလ်အလုံးသိမှာကွာဇာတိရထားတဲ့ပုဂ္ဂိုလ်တွေဒါမို့ကြိုတင်အဓိပ္ပာယ်ပေါ့လားဒါကြောင့်မို့လူနတ်ပြည်မှာတတ္တဝါအလုံးကိုတတ်ဖြတ်နေသိမင်းသိမင်းဒါရဲ့တဲ့လူနတ်ပြည်မှာတတ္တဝါအလုံးကိုတတ်ဖြတ်နေသိမင်းဆိုတာအဖေသိပြီတဲ့ကေနအဘဒလောကကေနသပရိဝါရိတောဒါရဲ့တဲ့လူနတ်ပြည်မှာတတ္တဝါအလုံးကိုပြည့်လို့မလွတ်အောင်ဘယ်လိုရန်သူတွေကဝိုင်းထားတာလဲဖေကိုပြောပြအောင်တဲ့ပြည့်လို့မလွတ်အောင်သူဝိုင်းထားတာလေတဲ့ဒီရောဘုရားလောင်းတင်မြင့်မင်းသားကြီးကကျင်နာတော်မြန်ကရုဏာပါတော်မျက်လုံးပြင်ကြည့်ပြီးတော့မေဇုနာအဘဒေါလောကစရာယပရိဝါရိတောမဟာရာဇမြတ်တော်မင်းတရားအာယံလောကဟောဒီလူနာပြမတ္တဝါတွေကိုပရိဝါရိတောပြင်းလို့မလွန်ဝိုင်းထားတဲ့ဆိုရတရားဒီကစရာအိုခြင်းဆိုရစရာတရားဒီဟောဒီဖြစ်ပါလိမ့်ပြီတဲ့လူနာပြမတတ္တဝါအလုံးကိုတတ်ဖြတ်နေတာသိမင်းလူနာပြမတတ္တဝါအလုံးကိုပြင်းလို့မလွတ်အောင်ဝိုင်းထားတာစရာတဲ့လူနာပြမတတ္တဝါအလုံးကိုပြင်းလို့မလွတ်အောင်ဝိုင်းထားတာဘာလို့လဲသပင်နေဖြူသွားတွေကျွေးမျက်လုံးတွေပြားသားတွေမဲ့တွေဆွဲလက်လူလက်ကင်ရဲတဲ့ဆောင်းတော့မြင်မကောင်းတဲ့အမေကြီးဘွားအဖွားကြီးပါမရောက်ကြဘူးလားဘာနှိမ့်ဆက်လို့လဲအဲ့ဒီစရာဘာဖြစ်လို့နှိမ့်ဆက်တယ်လဲဆိုတော့ခန္ဓာရှိလို့ဘာရှိလို့အဲ့ဒီခန္ဓာဘာဖြစ်လို့ရှိတယ်လဲဘဝရှိလို့ဘာရှိလို့ဘဝဘာဖြစ်လို့ရှိတယ်လဲဇာတိရှိလို့ဘာရှိလို့ဒိဗ္ဗပေါက်ပြီလားအဲ့တော့ဇာတိဘာဖြစ်လို့ရှိတယ်လဲလို့မေးရင်တဏှာမပယ်နိုင်တော့တဏှာဘာဖြစ်လို့မပယ်နိုင်တယ်လဲလို့မေးရင်တတိမရှိလို့ဒါမို့တတိရှိရင်တဏှာမဖြစ်တဏှာမဖြစ်ရင်ဇာတိမလာဇာတိမရှိရင်ဘဝမဖြစ်ဘဝမဖြစ်ရင်ခန္ဓာမရခန္ဓာမရရင်မပျက်စီးဘူးမှန်လားအဲ့တော့တရားတို့တရားနာပရိသတ်တွေမှာဘာရှိတယ်လဲဇာတိရှိတယ်ဘာရှိလဲဇာတိရှိတယ်ဒါကြောင့်မို့လက်ဒီစရောဖျားကြီးက
ဒီတန်တေလည်းရင်ကြောင့်ခက်ချင်းကြီးခက်ချင်းလက်ဒီစတော်ဖျားကြီးဒီတန်တေလည်းရင်ကြောင့်ခက်ချင်းကြီးခက်ချင်းပြည့်ရင်မြည်ပြည့်စေတဲ့ကြက်တရေမယ်ရေဝဇာတိဘဝလာနေဇရတဆက်ရောက်မိပေအဲ့တော့ဇာတိရှိရင်ဘဝရတယ်ဘဝရရင်ခန္ဓာရတယ်ခန္ဓာရရင်ပျက်စီးတယ်ဇာတိရှိရင်ဘဝရမယ်ဇာတိရှိရင်ဘာရမယ်ဘဝရရင်ခန္ဓာရမယ်ခန္ဓာရရင်ပျက်စီးမယ်မအိုခြင်းမနဲ့လည်းမနာခြင်းမနဲ့လည်းမသေးခြင်းမနဲ့လည်းမပျက်စီးခြင်းမနဲ့လည်းဇာတိရှိလို့ဘာရှိလို့လဲဒီတန်တေလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းပြည့်ရင်မြည်ပြည့်စေတဲ့ကြက်တရေမယ်ရေဝဇာတိဘဝလာနေစရတဆက်ရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းသမမင်းနိုင်လို့ခရစ်တန်တန်စားကျင်တာစားလို့မရတော့ဘူးစားကျင်တာစားလို့ရသေးလားသွားကျင်သွားလို့ရသေးလားအဲ့ချင်းအဲ့ရသေးလားစိတ်သွားတိုင်းကိုပါသေးရလားစိတ်သွားတိုင်းဘာနှိမ့်ဆက်လို့လဲဘာနှိမ့်ဆက်အဲ့ဇရာဘာလို့နှိမ့်ဆက်ခန္ဓာရှိလို့ခန္ဓာဘာလို့ရှိလဲဇာတိရှိလို့ဒိဗ္ဗပေါက်သွားလားဒီတန်တေလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းပြည့်ရင်မြည်ပြည့်စေတဲ့ကြက်တရေမယ်ရေဝဇာတိဘဝလာရင်စရတဆက်ရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းသမမင်းနိုင်လို့ခရစ်တန်တန်သပင်ဖြူရှုပ်ပွေစွာငယ်တဲ့ဒုက္ခေနဒုက္ခကယံတုံချီကြီးခါကံငယ်နာတံပြန်ရော်ရွင်လို့ကိုမင်းအောင်ကိုမင်းမှုကုံကဇရာသုံးမကြပါအသက်ကြီးရင်ဘာမှမကောင်းတော့ကောင်းလားကောင်းတာတခုပဲရှိတယ်သက်ကြီးပူဇော်ပွဲကျန်တာသိမကောင်းတော့ကြားလားဟိုနေရာဆက်ပါတယ်ဒီနေရာဆက်ပါတယ်ဆိုပြီးတော့အပြောခါရတယ်အသက်ကြီးရင်အပြောခါရတယ်မခံရဘူးလားဘာနှိမ့်ဆက်လို့ကြိုတင်ပြင်ဆင်ထားကြနော်ဒါမှမဟုတ်ဒီတန်တေးလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းပြန်ရင်မြည်ပြစေတဲ့ကြက်တရေမယ်ရေဝဇာတိဘဝလာနေစရတဆက်ရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းနိုင်လို့ခရစ်တန်တန်သပင်ဖြူရှုပ်ပွေစွာငယ်တဲ့ဒုက္ခေနဒုက္ခကယံတုံချီကြီးခါကံငယ်နာတံပြန်ရော်ရွင်လို့အော်မင်းမှုကုံကဇရာသုံးမကြပါရှင်သင်မင်းလာမခေါ်ရတံရှင်သင်မင်းလာမခေါ်ရတံလူအရာဝင်မှုရှင်လေသင်မင်းလာမခေါ်ရတံမှာလူရဝင်သေးလားဘာမှလူရဝင်တော့ဒါမှကြွတ်တင်ပြင်ဆင်ထားကြဒိဗ္ဗပေါက်သွားလားဒါမှလူနာပြမှာတတ္တဝါအလုံးကိုတပ်ဖြတ်နေတာကသင်မင်းလူနာပြမှာတတ္တဝါအလုံးကိုပြေးလို့မလို့အောင်ဝိုင်းထားတာကဇရာနှစ်ချက်ဒါမှကြွတ်တင်ပြင်ဆင်ခိုင်းတာဒါရဲ့တဲ့လူနာပြမှာတတ္တဝါအလုံးတပ်ဖြတ်နေသင်မင်းဆိုတာလည်းဖေသိပြီတဲ့လူနာပြမှာတတ္တဝါအလုံးကိုပြေးလို့မလို့အောင်ဝိုင်းထားတာဇရာဆိုတာလည်းအဖေသိပြီတဲ့ကံရောအမောကကိစ္ဆန္တိတာရဲ့တဲ့အချင်းနဲ့မဟုတ်တဲ့အရာဝတ္ထုတွေကလူနာပြမှာတတ်တော့သူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဘယ်တရားတွေကခေါ်ဆောင်တာလဲဒီတော့ဘုရားလောင်းဒီမင်းမင်းသားကကျင်နာသောမြင်ကရုဏာပါသောမျက်လုံးမြင်ကြည့်ပြီးတော့မေဇုနာအပနနောကစရာယပရိဝါရိတောရတယောအမောဂါကိစ္ဆန္တိဧဝံဇာနာယိခတ္တိယမာရဇမြတ်သောမင်းတရားအမောဂတို့အချင်းနှင့်မဟုတ်တဲ့အရာဝတ္ထုတွေကလူနာပြမတတ္တဝါတွေကိုသူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့ရတယောနေယလာနှစ်ပြောစမ်းနေယလာနှစ်ပြန်ပြောတနေ့ကုံသွားတာနဲ့တနေ့ခေါ်သွားတာသင်မင်း
တရက်ကုံသွားတာနဲ့တရက်ခေါ်သွားတလကုံသွားတာနဲ့တလခေါ်သွားတစ်နှစ်ကုံသွားတာနဲ့တစ်နှစ်ခေါ်သွားတာအဓိပ္ပာယ်ပေါက်ပြီလားကဲလိုက်ဆိုသားမှာတရက်ကုံပြန်ငါယုံနံသေရန်တရက်လွတ်ခဲ့ပြီဟောနော်တရက်လွတ်သွားပြီအဓိပ္ပာယ်ပေါက်လားသေမင်းလက်ကလွတ်သွားတာနော်ကဲလိုက်ဆိုတရက်ရောက်ပြန်ငါယုံနံသေရန်တရက်နီးခဲ့ပြီတရက်ကုန်ရင်တရက်လွတ်တာတရက်ရောက်တာနဲ့ကျွတ်တင်မြစ်စတာကဲလိုက်ဆိုတလကုန်ပြန်ငါယုံနံသေရန်တလလွတ်ခဲ့ပြီဟောလွတ်မလားဘူးလားခုဘာလာလဲဇန်နဝါရီဟုတ်တယ်မလားဘယ်နှစ်ရက်နှစ်ရက်မတလကုန်လာလို့အခုမှလွတ်လာတာရှိသေးတယ်သေမင်းလက်ကလွတ်လာတာရှိသေးတယ်ဟုတ်တယ်မလားကဲလိုက်ဆိုတလရောက်ပြန်ငါယုံနံသေရန်တလနီးခဲ့ပြီဘာဖြစ်သွားပြီလဲအဓိပ္ပာယ်ပေါက်ရလားကဲလိုက်ဆိုတော့မှသုတ်ကကာလလူဘဝဒိုလလူအသက်သုတ်ကကာလလူဘဝဒိုလလူအသက်ဆိုတာဘာကာလလဲသောကကာလလေတတိနော်ကလိုက်ဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါဒီကြမ်းဒါရောဆရာကြီးဆုံးမှာတာရောဆရာကြီးဆုံးမှာတာတတိထားပါတဲ့ဟုတ်လားစဉ်းစားပါတဲ့ဉာဏ်ပညာနဲ့စဉ်းစားတော့ဘာကာလလဲကလည်းလိုက်ဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါမှန်စွာကဲ့ရဲ့လျက်ဥကောင်မိလောင်ငြိမ်းအောင်ကျင်ညာပမာဒစွမ်းအားမြင့်အောင်တဲ့မသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲမသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲဆိုတာမသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲဒိဋ္ဌိပပဲလားမသွားဘဲနဲ့နိဒါကသွားလျက်နဲ့ဝေးတာကနိဗ္ဗာန်သွားတာတော့နိဗ္ဗာန်သွားတာနိဗ္ဗာန်မရောက်ဘဲနဲ့သိဉ္ဇဉ်ကုမရောက်ဟုတ်တယ်မလားဆရာတော်ကြီးဆုံးမတာနော်ရောဆရာတော်ကြီးဆုံးမတာအဲ့ဒါငါကြက်ပြီးတော့နင်တို့ပြန်ပြောပြတာဒိဋ္ဌိပလားဘာကာလလဲကာလဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါမှန်စွာကဲ့ရဲ့လျက်ဥကောင်မိလောင်ငြိမ်းအောင်ကျင်ညာပမာဒစွမ်းအားမြင့်အောင်တဲ့မသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲသွားပါတော်လဲဝေးနေမြဲချွတ်လွဲနိဗ္ဗာန်တွေ
သွားပါတော်လဲဝေးနေမြဲချွတ်လွဲနိဗ္ဗာန်တွေဟောအဓိပ္ပာယ်ရှင်းရှင်းလေးရသွားတာပဲသွားတာလဲနိဗ္ဗာန်ရောက်တာကမသွားပဲသာနီးဝေလာမှန်စွာသုတ်တံပဲသွားပါတော့လဲဝိနေမြဲချွတ်လွဲနိဗ္ဗာန်တွေဘဝတစ်ခေါက်ခဏရောက်မကြောက်ရအောင်ကြိုးစားတယ်ကြိုးစားကြကုသိုလ်လုပ်တော့ကြဒါလေးပဲနင်းတို့ငါကုသိုလ်လုပ်ခိုင်းမှာဒါပဲရှိတယ်ဒိဗ္ဗပေါက်သွားလားဒိဗ္ဗပေါက်သွားနော်ကလိုက်ဆိုတရက်ကုန်ပြန်ငါယုံနာတရားတရက်လွတ်ခဲ့ပြီတရက်ရောက်ပြန်ငါယုံနာတရားတရက်နီးခဲ့ပြီတလကုန်ပြန်ငါယုံနာတရားတလလွတ်ခဲ့ပြီတလရောက်ပြန်ငါယုံနာတရားတလနီးခဲ့ပြီတနှစ်ကုန်ပြန်ငါယုံနာတရားတနှစ်လွတ်ခဲ့ပြီဟောတနှစ်ကုန်သွားပြီနော်တို့ဘယ်လွတ်လာသေဘေးကအမပြုံနဲ့နော်ပြုံနဲ့သေဘေးလွတ်လာပြီကလိုက်ဆိုတနှစ်ရောက်ပြန်ငါယုံနာတရားတနှစ်နီးခဲ့ပြီငါစိတ်မကောင်းပါဘူးတို့ကြီးဟုတ်တယ်လေဟဲ့ဘယ်လိုလုပ်ဟုတ်တယ်မလားနီးလာပြီနော်ဒါကြောင့်မို့လေဒီစရောဘုရားကြီးကပခဏဝေးလေသမျှမဝေးလာတုတ်တန်ဟောဘလောက်ကောင်းတယ်ဒီတရားဒီလိုအချိန်ခါမျိုးဟောပေးရမှာဒိဗ္ဗပေါက်တာလားပါတယ်ပခဏဝေးလေသမျှမဝေးလာတုတ်တန်ပခဏဝေးရင်ဘာနဲ့နီးလားတုတ်တန်နဲ့နီးလာတာကိုငါအသက်က60ဘယ်လောက်လဲ61 62ထဲရောက်တော့နော်နှစ်ဖက်ကတစ်ဖက်ခါကျရင်က60နှစ်ထဲရောက်ပါမယ်ငါဘယ်နှစ်သားဒီငါပခက်ရှိခဲ့တယ်လဲဆိုတော့ငါလည်းနှစ်သားလောက်ဒီတော့ရှိတယ်နင်တို့တော့မပြောတာဘယ်နှစ်သက်ဒီရှိခဲ့ဟလားနော်အဲ့ဒါပခက်နဲ့ဝဲတာအနှစ်60ပခက်နဲ့ဝဲတာဘယ်လောက်ဖြစ်လဲပခက်နဲ့ဝဲဘာနဲ့နီးလားချွေးတွေထွက်လာအတိတ်ပဲပေါ့ပြီလားဟဲ့အေးဒါပဲဒါနဲ့သတိနော်အပမဒေနာသမဒေနာဟုတ်တယ်မလားဟိုတော့ဘုန်းကြီးတွေပြုံးနေသူတို့နီးကုန်ပြီဘုန်းကြီးတော့ဟောတော့သွင်းတွေဖြူကုန်ပြီဟိုဘွားကြီးတွေပြူဟုတ်တယ်မလားဒိဗ္ဗပါလားဘာနဲ့ဝေးလားဘာနဲ့နီးလားအေးပခဏဝေးလေသမျှမဝေးလာတုတ်တံပြေမရဆောက်ခါနဲ့လှုပ်ကြံလောပဲပြေလို့လည်းမလွတ်ဘူးပြန်တော်လန်လို့လည်းမရအဲ့ဒါသိမင်းမယ်ဒိဗ္ဗပါလားပခဏဝေးလေသမျှမဝေးလာတုတ်တံပြေမရဆောက်ခါနဲ့လှုပ်ကြံလောပဲပဋိစ္စသမုပ္ပါကိုသမုဒ္ဒဟောမြတ်ကပဲပဋိစ္စသမုပ္ပါတရားတွေမြတ်စွာဘုရားဟောခဲ့တယ်ပဋိစ္စသမုပ္ပါတရားတွေဘယ်လိုဟောတာလဲမဟုတ်ဆရာတွေဟောတာမဟုတ်ဘူးနော်မြတ်စွာဘုရားဟောတာဘယ်သူဟောတာလဲဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသာလနာပစ္စယဖသပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယသရမရဏသောကပရိဒီဝဒုက္ခဒေါမနသောဘာယတသမုဒ္ဓိဧဝမေတ္တသကေဝရတဒုက္ခခန္ဓာတသမုဒယောဟောတိငါကြက်ထားတာဘုရားဟောထားတာငါကြက်ထားတာအဓိပ္ပာယ်ပေါ့လားမဟုတ်ရှာတော့ဟောတာမဟုတ်ဘုရားဟောထားတာအဓိပ္ပာယ်ပေါ့လားအဓိပ္ပာယ်ပေါ့နော်ဒါကြောင့်မို့ပခဏဝေလေသမျှမဝေလသုတ်တံ
ပြေမယဆုတ်ခါနဲ့လှုပ်ကြံလောလောပဲပဋိစ္စသမုပ္ပါကိုသမ္ဗုဒ္ဓဟောမြောက်ကပဲဇာတိဝရှိပါလဲသုတိမမလွဲဇာတိရှင်သိမှာတဲ့ဇာတိရှင်ရဲ့သိပါပါဗျာကဲနင်တို့မှာဇာတိမရှိဘူးလားရှိပါတယ်ဗျာဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်စုံဘူးလားမိုးခြင်းမနဲ့လဲမနာခြင်းမနဲ့လဲမသေးခြင်းမနဲ့မပြည့်စည်ခြင်းမနဲ့ခန္ဓာရှိလို့နော်အတိပ္ပယ်ပေါက်သွားလားအဲ့ဒီခန္ဓာဘာလို့ကျဇာတိရှိလို့ဒါပဲဒါလေးမြင်အောင်ဟောရတယ်ပခဏဝေလေသမယမဝိလသုတ်တံယေမယသုခာနဲ့လှုပ်ကြလောလောပဲပဋိစ္စသမုပ္ပါကိုသမ္ဗုဒ္ဓဟောမြောက်ကပဲဇာတိဝရှိပါလဲသုတိမမလွယ်ပုတိအာတုမယေတော်မမူရပါဝင်ပုတိအာပြောစမ်းပုဇရာပုပ္ပေနိဗ္ဗာန်နုတ္တရိညာဒီဒိဗ္ဗစက္ခုအာအတောခယညာသဗ္ဗညုတညာရှင်ဖြစ်တဲ့ဘုရားတာပရိနိဗ္ဗာန်ပြုခဲ့ရတယ်မပြုရဘူးလားဇာတိရှိတာကိုဘာရှိတာလဲဒါမို့ကြွတင်ပခဏဝေလေသမမဝိလသုတ်တံပြေမယသုခာနဲ့လှုပ်ကြံလောလောပဲပဋိစ္စသမုပ္ပါကိုသမ္ဗုဒ္ဓဟောမြောက်ကပဲဇာတိဝရှိပါလဲသုတိမမလွယ်ပုတိအာတုမယေတော်မမူရဲပါဝင်မေမာယာတတကီတွင်မှသူဇာတိစခဲ့သည်ပင်ဘသူရဲ့ဝမ်းကြတိုင်းဘာစခဲ့လဲဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်စုံလားမိုးခြင်းမနဲ့လဲမြတ်စွာဘုရားလဲမနာခြင်းမနဲ့လဲမြတ်စွာဘုရားလဲမသေးခြင်းမနဲ့လဲပရိနိဗ္ဗာန်မပြုရဘူးလားဘာရှိလို့ဇာတိရှိလို့ဒိဗ္ဗပေါက်သွားပြီလားဒါကြောင့်မို့ပခဏဝေလေသမမဝိလသုတ်တံဒီနေ့ဒီတရားပြီးမှပြီးပါမလားဟလားငါကြက်ထားတာဒီကောင်ဟောခဲ့မကြလားငါဒီအခုမော်လမြိုင်ပြန်လာလားဟဲ့မော်လမြိုင်သွားပြီးတော့ငါတရားဟောတယ်မနေ့ကညဟောမနေ့ပိုင်းကြတဲ့အခါမနေ့၄နိုင်ခွဲလောက်ပြီလာပြီးတော့ကျတော့ရဟမာကြီးကဟိုဘုရားတည်ထားတော့နေကစားသွားတင်ပြီးတော့တရားနေကစားတင်ပေးတရားဟောပေးရသေးတယ်အဲ့ဒါဟောပဲဘေးကရှင်ပြီးဝဲဆရာတော်တရားလာဟောပြီးအောင်ဘုရားတို့တခါဟော10နိုင်လောက်မှထွက်လာညနေ9နိုင်လောက်မှဒီရောက်6နိုင်လောက်ကြာတော့မှဆရာတော်တရားလေးလာချင်းမြင်ပြပါအောင်ဘုရားဆိုမှသွားပြီးတော့သင်္ကန်းကျောင်းသွားဟောငါဟောပြန်လာတာငါလည်းဟောရရင်ပြီးရင်ပြန်တော့သွားလဲအေးတာပဲဆိုငါဟောတယ်သွားဟောတာကြားလားအတိတ်မပေါ့လားသွားဟောတာကြားလားကဲကိုဒါကိုတော့ဆိုရင်ငါတနေ့တရား၄ဘွဲ့လောက်ဟောတာဟုတ်တယ်မလားဘာလို့လဲဆိုငါပတ်စံလူချင်းလို့ပေါ့ကုသိုလ်ရအောင်လေကုသိုလ်လုပ်ချင်တာကိုရေတစ်စက်ရဲ့တန်ဖိုးကရေငတ်မှသိတာရေတစ်စက်ရဲ့တန်ဖိုးကငွေတစ်ကြက်ရဲ့တန်ဖိုးကငွေပြတ်မှသိတာဟဲ့ဟလားနော်ခြေတလားရဲ့တန်ဖိုးကလေဖြတ်မှသိတာတော့မကြောက်မကောင်းတဲ့ကျင်တော့ကုသိုလ်လုပ်ထားကြအတိပ္ပယ်ပေါ့လားသတိပေးတာလဟန္တာမဟုတ်ကြိုတင်ပြင်ဆင်ခိုင်းတာဒိဗ္ဗပေါက်တာနော်ကဲသွားကြအောင်စို့ပခဏဝေလေသမမဟုတ်ဒါလည်းဒီတရားပဲရတာဟဲ့ဘယ်ရောက်သွားမလို့ကိုတရားအေးကဲသွားကြအောင်စို့နော်မလေးတရားကျော်ရှင်နေလဲဟလားဝိပဿနာတွေဟောတန်ဝေကကြီးဟောနေလို့ဟိုဓမ္မကြီးတယောက်ပြောခံလို့ပြောရမှာခံပါလေလန့်တာပြောရမှာစကားဆက်လို့ကြားလားဟိုတော့ကဒုပဲကွာဓမ္မဂရိကတပတ်နာမသိကြည့်တယ်တော်လဲတော်တယ်ဟောပြောကောင်းတယ်အဲ့ဒါနဲ့အဲ့ဆရာတော်ပြင်ပြီးတော့တရားပွဲကျက်ပ
ဟောလိုက်တာမျက်လုံးကြီးစုံပိတ်ပြီးတော့ဟောလိုက်တာတဏှာကြီးလည်းမပြီးဘူးနနာကြီးလည်းမပြီးဘူးဟလာမျက်လုံးစုံမိတ်ပြီးတော့ဟောတာဒီဘိနဲ့ပြိဿတွေပြန်သွားဒကမာကြီးတယောက်ပဲကျန်တော့အဲ့ဒီမှာအဲ့ဒကမာကြီးကလည်းကြာလာတော့ညောင်းလာသူလည်းခောက်ဝါဆိုပြုံးနေဆိုမထနိုင်အဲ့ဒါဆရာတော်လည်းအတမကြမျက်လုံးစုံဖွင့်ကြည့်တဲ့အခါအဲ့ခောက်ဝါဒကမာကြီးလေးဘက်ကုန်းထားပြီးတော့သေချင်းဆိုရှေးကိုရှေးငါဆက်ခါပါလားဒီရောချင်းတို့မပြုံးကြလားကဲသွားကြအောင်ဆိုဘယ်ရောက်သွားမှမသိဘူးရောက်ချင်တာရောက်ပြီငါတော့ဟောအောင်ပါပဲနင်တို့နာနိုင်သေးတယ်မဟုတ်လားအိဒါနာငါဟောမှာဟလာပခဏဝေလေသမျှမဝေလသုတ်တံပြေမယသုခနဲ့လှုပ်ကြလောလောပဲပဋိစ္စသမုပ္ပံကိုသမုဒ္ဒဟောမြောက်ကပဲဇာတိဝရှိပါလဲသုတိမမလွယ်ပုတိအတုမယေတော်မမူတဲ့ပါဝင်မေမာယတတကိတွင်မှသူဇာတိစခဲ့သေးပင်ဘသူရဲ့ဝမ်းကြတဲ့ဘာစဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်ရှိဘူးလားဘာရှိလို့လဲခန္ဓာရှိတယ်ခန္ဓာဘာလို့ရှိလဲဇာတိရှိတယ်ဇာတိဘာလို့ရှိတယ်လဲတဏှာရှိလို့တဏှာဘာကြောင့်ဖြစ်တယ်လဲတတိမရှိလို့တတိမရှိလို့ဒါကြောင့်မြတ်စွာဘုရားအပမဒေနသမဒေတာမေမာယတတကေမတွေ့မှသူသာဇာတိစခဲ့သည်ပင်အတိတိ80ဝင်သောတဲ့တတ်တော်ဘယ်လောက်လဲဘာဖြစ်ခဲ့လဲပရိနိဗ္ဗာန်ပြုခဲ့တယ်မြတ်စွာဘုရားတတ်တော်80တဲ့တို့ကြတော့120ဇာတာထဲမှာဘယ်ထဲမှာလဲမဟုတ်ကပြောလို့သွားကြိုးတန်းဆိုဘေးရင်ဆရာတွေအရင်သွားကြိုးမှာဟုတ်တယ်မတို့120အဲ့ဒါတတ်တော်အတိတ်မပေါ့လားငါပြောတာမေမာယတတကိတွင်မှသူဇာတိစခဲ့သေးပင်အတိတိ80ဝင်သောခင်းတဲ့တွင်ဇတ်သိမ့်လို့ခြုံငိမ့်နဲ့ပြီမှန်လားခြုံငိမ့်နဲ့ပြီမှန်လားဘယ်မှာပြိဋိဘံပြုလဲမလာမင်းတို့ရဲ့အင်းရင်ဝိညာဉ်တော်ထဲမှာဘာဖြစ်ခဲ့လဲပြိဋိဘံဇာတိရှိလို့ဘုရားတံပြိဋိဘံပြုတယ်တို့ကဘာမို့လဲဒါကြောင့်မြတ်စွာဘုရားအပမဒေနသမတတိနဲ့နေတဲ့တိဗ္ဗပါဗလားမေမာယတတကိတွင်မှသူဇာတိစခဲ့သေးပင်အတိတိ80ဝင်သောခင်းတဲ့တွင်ဇတ်သိမ့်လို့ခြုံငိမ့်နဲ့ပြီမှန်လာသုတင်နေတာတို့များဖြင့်မသေးပါပြီကေတရာရှိဘူးပြလေဖယားတံပြိဋိဘံပြုတို့ကဘာမို့လဲဒါမို့ကြိုတင်ပြင်ဆင်ထားပါတဲ့အဓိပ္ပာယ်ပေါ့လားဒါဖြင့်လူနာပြမတတ္တဝါအလုံးကိုတတ်ဖြတ်နေတာဘာလို့လဲသေမင်းလူနာပြမတတ္တဝါအလုံးကိုပြေးလို့မလို့ဝိုင်းထားတာကဇရာအချင်းနေမဟုတ်တဲ့ရာဝတ္ထုတွေကလူနာပြမတတ္တဝါတွေကိုသူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဆိုတာနေရဲလာနဲ့ပြန်ပြောပြန်ပြောတာတရက်ကုံသွားတာနဲ့တရက်ခေါ်မသွားဘူးလားတလကုံသွားတာနဲ့ဟုတ်လားတနှစ်ကုံသွားတာနဲ့တို့ကိုတကြည့်လာပြီတနှစ်ကုံသွားပြီကြွတိပြစင်ထားနော်ဘာဖြစ်လို့ဒီစကားပြောနေရတယ်လဲဆိုတော့ယတရတရားဝိဝသနေအာယုအပတရန္တိယအဘောဓကေဝမေဇာနကိနုကောမရဏကတေဟိမဟာရဇမြတ်သောမင်းတရားအဘောဓကေမိုးကုံလို့ဆောင်းရောက်မိုးကုံတော့ဘာရောက်ပါလဲခုဘာလာလဲဘာလာလဲပြာသူလားဟုတ်တယ်မဟုတ်လားဘာလာဆောင်းရသည်မိုးကုံတော့ဆောင်းရောက်တော့နေဘူးတယ်ဟုတ်တယ်မလားမိုးကုံတော့ဘာလို့ဆောင်းရောက်တော့ရှစ်ဘက်ကယာတိလေးအဖြစ်ဖြစ်တိုက်တယ်အဲ့လိုတက်ခတ်လာတဲ့အတွက်ကြောင့်ပောက်ခရနေရေကန်တဲ့၌
အာဇာတနာသေမကိုမတိကြကုန်သောမေဇာနာငါးတတ္တဝါတွေရဲ့အာယုအတ္တတန်သည်အဘဒရံတို၍လာတဲ့ကဲ့သို့တဲ့ဘယ်တော့ကောင်းတယ်ဒီပြဒါကြောင့်မို့ငါမြတ်စွာဘုရားဗောဓိပင်ခြေရဲ့မှာငါသစ္စာအဋ္ဌံပြုတယ်မြတ်စွာဘုရားလို့တပည့်တော်လေးမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုဘုရားရဲ့ကိုယ်သာစွမ်းနိုင်တဲ့လောက်ကြက်ပြီးတော့တပည့်တော်ပြန်ပြီးတော့ဟောမှာဘုရားဤကမှုကုသိုလ်ကံညာတပည့်တော်နိဗ္ဗာန်ရသည်ကာလတာစိတ်ကိုနိုင်ပါရစေဘာနိုင်ပါရစေနင်တို့စိတ်နိုင်လားငါလည်းမနိုင်ဘူးဟုတ်တယ်မလားဟုတ်တယ်မလားအဲ့ဒါဓမ္မိုက်တော့ငါ့ကိုသိကြည်ညိုတာငါတရားနာပြီးတာဆရာတော်တဲ့ကြည်ညိုတယ်တဲ့အဲ့ဒါကြည်ညိုတဲ့အတွက်ဆရာတော်တဲ့တပည့်တော်ဆရာတော်ကားလဲလူမဲတဲ့ကြောင်းကောင်းကောင်းလဲဆောက်ပေးမယ်တဲ့တိမ်ကောင်းကောင်းလဲဆောက်ပေးမယ်တဲ့ဒါပေမဲ့ရှင်ဘုရားကိုလည်းသိက္ခာထပ်မယ်တဲ့ဒါပေမဲ့ရှင်ဘုရားလူမထွက်ရဘူးတော့ငါ့ကိုလာပြောတာအဲ့ဒါငါပြောတာငါစိတ်မနိုင်ဘူးလို့ပြောတယ်ဟုတ်တယ်မလားစိတ်နိုင်လားဘယ်ငါမလားစိတ်နိုင်ရင်ဘဝပြတ်ပြီလေစိတ်နိုင်ရင်စိတ်မနိုင်တဲ့ပုဂ္ဂိုလ်တွေဘဝပြည့်စည်တယ်ဒိဗ္ဗဘောငါစုပန်ထားတာဒါမှငါကြက်ပြီးတော့ဘုရားကိုယ်သာဟောပေးတာငါနိဗ္ဗာန်ရမှာနင်တို့တော့မပြောတတ်ဘူးမဟုတ်ကဟုတ်ကပြောလို့သွားကြိုးတန်းဆိုတော့တရားမှရှိမှမဟုတ်တော့မှာအတိပ္ပပတ်သားလားအဘောတကေမိုးကုံလို့ဆောင်းရမိုးကုံတော့ဘာရလဲဆောင်းရောက်တော့ဗာလဲနေဘူးအရှိဘက်ကရာသီလေးရတပြည့်တက်ကလာတဲ့အတွက်ကြောင့်ပေါကရဏီရေကန်တဲ့၌အာဇာတနာသေမကိုမတိကြကုန်သောမေဇနငါတတ္တဝရရဲ့အာယုအတ္တတန်သည်အဘဒရံတို၍လာတဲ့ကဲ့သို့မောကုံတော်ဆောင်းရောက်ဆောင်းတော့နေဘူးရှစ်ဘက်ကရာသီလေးရတိုက်တော့ရေကန်ထဲမှာရှိတဲ့ရေတွေခန်းသွားတယ်ရေကနဲသွားတယ်ရေခန်းသွားတာရေနဲသွားတာနဲ့အမြအဲ့ဒီရေကန်ထဲမှာရှိတဲ့ငါးတတ္တဝရရဲ့တတန်းဟာတိုးလာမလားရှိလာမလားတိုးလာမှာနော်တို့ကလေးဘွားတော့ငါဖမ်းတော့ငါကဘာလို့လဲဘာလို့မလဲဆိုတော့ငါဖမ်းတော့မယ်ဆိုရင်ရေခမ်းတဲ့ဒီစောင်းတယ်ဘယ်ဒီစောင်းလဲရေခမ်းတဲ့ဒီစောင်းပြီးတော့ငါပက်တယ်မလားကိုခေတ်ကရေခမ်းတဲ့ဒီမဆောင်ဘူးနော်မော်တာနဲ့ပက်ထုတ်တာဟုတ်တော့လားမော်တာနဲ့ပက်ထုတ်တာရေခမ်းတဲ့ဒီနင်းတို့ရဲ့သက်တမ်းတွေကကုံဆုံးတဲ့ဒီသွားမှာမဟုတ်ဘူးမော်တာနဲ့ပက်ထုတ်အတိတ်ပဲပါလားကျိုးတင်ပြင်ဆင်တာရေခမ်းတဲ့ဒီမနေရဘူးဟုတ်တော့လားတို့သက်တမ်းကုန်တဲ့ဒီနေရမှာမဟုတ်ဘူးတဲ့ကျိုးတင်ပြင်ဆင်တာအတိတ်ပဲပါလားဒါကြောင့်မို့မဟာရာဇမြတ်သောမင်းတရားယတရတ္တဝိဝတနေအကျင်နေရရက်တွေလာတဲ့နေ့တွေကုံဆုံးသွားတာနဲ့များမေဇာနံတတ္တဝရရဲ့ဇီဝိတံအတ္တတံလေသည်အပဒရံတို၍လာသည်ဟောဒီဖြစ်လေတော့ဤနေရရက်တွေလာတွေကုံသွားတာနဲ့တတ္တဝရရဲ့တတ္တံတိုးပြီးတော့လာပြီကြွတင်ပြစထားဒိဗ္ဗပေါက်ပြီလားကဲဒါရဏမဟုတ်သေးဘူးယထာပိတံတေဝိတတေယံယတေဥပဝိယတိအပကဟောတိဝိတပံဧဝံမေဇာနဇီဝိတံမဟာရာဇမြတ်သောမင်းတရားတန်တကောယကံတတိယံချင်းဖောက်ကြည့်ကိုဥပဝိယတိဖြည်းဖြည်းရလာပါပေ၏တန်တေဖောက်ကြည့်ကိုဝိတတေယထာဖြည်းဖြည်းရလာသည်ရှိသောဝိတပံတန်ကြည်သည်အပဒရံတို၍လာသည်ဟောတိဖြစ်လေတော့ဤယကံခတ်တာတွေ့ဘူးလားဖောက်ချီရစ်ပါမြတ်ရင်တန်ကြီးတိုးသွားတယ်ပြောစမ်းဖောက်ချီရစ်ပါများရင်တန်ကြီးတိုးသွားတယ်နော်တန်ကြီးတိုးသွားတာနဲ့ရက်ကန်းတရားသိမ့်တော့စကားသိမ့်တော့တခါလေးကြတော့ရက်ကန်းတရားခတ်မယ်ဆိုပြီးတော့စင်မော်တက်ဘယ်တက်လိုက်တက်ပြီးတော့မခါဖန်းနဲ့ပြန်ဆင်းသွားတယ်
ခါပတ်တဲ့ပြန်စဉ်းစားအဲ့လိုပဲသေမင်းကနေပဲမင်းအမိဝမ်းနဲ့သွားကွာဆိုပြီးတော့အမိဝမ်းနဲ့ထဲ့အဲ့ဒီအမိဝမ်းနဲ့မှပြန်သိမ့်သွားတာရကန်းတယ်သေမင်းမှန်လားရကန်းတယ်ဘူးလဲတခါတည်းရကန်းတယ်ခတ်မယ်ဆိုဘယ်ဝတက်လဲစင်ပေါ်တက်တယ်တခါတည်းမခတ်ဖက်နဲ့သိမ့်တာတယ်တခါတည်းခတ်မယ်ဆိုပြီးတော့စင်ပေါ်တက်တယ်တစ်ချက်နှစ်ချက်ခတ်ပြီးပြန်သိမ့်သွားတယ်အဲ့ဒါသေမင်းကသွားကွာမင်းလူလောကသွားလိုက်အောင်ဆိုတနေ့နဲ့ပို့တယ်ပြီးပြန်သိမ့်သွားဒိဗ္ဗပေါက်ပဲလားဒိဗ္ဗပေါက်သားလားတခါတည်းခတ်မယ်ဆိုစင်ပေါ်တက်ပြီးတော့တော်တော်များများခတ်လိုက်သေးတယ်မဟုတ်လားခပ်ပြီးပြန်တယ်ပြီးတကမင်းလူလောကသွားအောင်ကွာဆို10နှစ်15နှစ်သွားပြီးတော့ပြန်သိမ့်သွားဒိဗ္ဗပေါက်လားဖောက်ချီရစ်ပါများရင်တိုင်းကြီးတိုးတယ်ဖောက်ချီရစ်ပါများရင်တိုင်းကြီးတိုးသွားတယ်ရကန်းတဲ့ကသိမ့်တော့မှာဒိဗ္ဗပေါက်လားအေးဒါကြောင့်မို့တို့ရဲ့ခန္ဓာကိုယ်ကြီးဟာသိမင်းကအချိန်မီပြန်သိမ့်သွားနိုင်တယ်ဒိဗ္ဗပေါက်ပြီလားဒါကြောင့်မို့လိုက်ဆိုအငါပမာဤခန္ဓာချိန်ခါစိလျံပြန်အယာအငါပမာဤခန္ဓာချိန်ခါစိလျံပြန်အယာဆိုစမ်းနင်တို့ရခန္ဓာတို့ရခန္ဓာသေမင်းရှိရငားထားတာဘုသူရှိရငားတာဘယ်လောက်ငားကြလဲမသိဘူးနော်ငားထားလားခဏငားထားတာမငားဘူးလားကလိုက်ဆိုအငါပမာဤခန္ဓာချိန်ခါစိလျံပြန်အယာအငါကိုပင်အပိုင်ထဲအမြင်လွယ်၍မိတတ်ကြအငါကိုပင်အပိုင်ထဲအမြင်လွယ်၍မိတတ်ကြဟောဒီခန္ဓာပြုရှိငါအချိန်စစ်ရင်ပြန်ပေးရမှာနော်ငါထားတာကိုတို့ကအပိုင်ထဲပြီးတော့မေ့နေကြတယ်အပိုင်ထင်မိမိနေကုသိုလ်လို့မှလည်းမသိဘူးမေ့နေကြတယ်အပိုင်မို့ဒိဗ္ဗပေါက်သားလားဒါကြောင့်မို့လိုက်ဆိုအငါပမာဤခန္ဓာချိန်ခါစိလျံပြန်အယာအငါကိုပင်အပိုင်ထင်အမြင်လွယ်၍မိတ္တကြမခိုင်းရပါတဏှာညာအစာကျွေး၍စောင်းရှောက်ရာမခိုင်းရပါတဏှာညာအစာကျွေး၍စောင်းရှောက်ရာဒီခန္ဓာဘယ်သူရှိရငါတာအချိန်စိတ်ရင်ဘာလို့ပြန်လဲငါထားလို့ငါထားရင်ခိုင်းရတယ်ငါထားရင်ဒါနပြုခိုင်းသီလဆောက်တည်ခိုင်းတရားနာခိုင်းကုသိုလ်လုပ်ခိုင်းဘုရားရှိခိုးခိုင်းဘုရားရှိခိုးခိုင်းတခါလေဘုရားရှိခိုးမှတော့ပြင်းတယ်ဟုတ်တယ်မလားကုသိုလ်လုပ်မှတော့ပြင်းတယ်ဒိဗ္ဗပေါက်လားခိုင်းရတယ်ငါတိုင်းဘာလို့မလဲဒိဗ္ဗပေါက်လားကလိုက်ဆိုအငါပမာဤခန္ဓာချိန်ခါစိလျံပြန်အယာအငါကိုပင်အပိုင်ထဲအမြင်လွယ်၍မိတတ်ကြမခိုင်းရပါတဏှာညာအစာကျွေး၍စောင်းရှောက်ရာအချိန်စိပေါ်ပြန်အပ်တော်မိလျော့သူတွေပူဆွေးရာ
ဘဝတခါခဏယာမကြောက်ရအောင်ကြိုးစားကြဘဝတခါခဏယာမကြောက်ရအောင်ကြိုးစားကြဘဝတခါခဏယာမကြောက်ရအောင်ကြိုးစားကြကဲတာရုခောအတိတ်ပဲပေါ့လားဘဝတစ်ခေါက်လူဘဝခဏရောက်တာဘဝတကွေခဏလာတွေ့တာဘဝလက်ကြံကုသိုလ်ကံမင်းတို့နေရကုသိုလ်ကံနဲ့နေရကုသိုလ်ကုံတဲ့နေ့သေးတဲ့နေ့တော့မကြွတင်ပြစင်ထားအတိတ်ပဲပေါ့လားဘလောက်ဆုံးမတဲ့ဘုရားကအန္တိဘုဒ္ဓအယံလောကအယံလောကဟောဒီလူနာပြမတတ္တဝါတွေဟာအန္တိဘုဒ္ဓဘာမှညာမှမသိတဲ့ငတုံးတွေကများကြပါပေတော့ဤဟောဘုရားပြောတာငါမပြောရဘူးငတုံးနဲ့ဟလားဘာပြောလဲငတုံးနေတဲ့ဘာမှညာမှမသိတဲ့ငတုံးတွေများကြပါပေဘုရားအပြစ်တင်တာဘာဖြစ်လို့ပြစ်တင်တယ်ဆိုတော့မြတ်စွာဘုရားသာဝတိကနေပြီးတော့အာလဝီမြို့ကြွအာလဝီမြို့ကိုကြွအာလဝီရောက်တဲ့အခါကျအကလဝကျောင်းတိုက်မှာမြတ်စွာဘုရားတရင်သုတ်တာတန်ခါ900နဲ့ဘုရားရှိခိုးတော်မြတ်တန်ခါ900ကြွလာပြီးတော့တရင်တကားကိုကြားတော့မြို့သူမြို့သားတွေကဘုရားမှုရှိတဲ့တန်ခါတွေလာပြီးတော့ဆွန့်တူအဲ့လိုဆွန့်ကပ်ပြီးတော့ဆွန့်လူပြီးတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီပရိသတ်ပေါင်း8400ကိုဗာတရားဟောခဲ့တယ်လဲဆိုတော့မရဏနုတ္တိကမ္မဋ္ဌာန်းတရားဟောခဲ့တယ်မရဏတတိကမ္မဋ္ဌာန်းမရဏမေတုအတန်ပြောက်သွားရပြီငါပြီးတော့မှာပါကွာခဏငါနိုင်ကြည့်ထားပါလေဟလာဘယ်ရောက်သွားမှမသိမရဏမေတို့မရဏမေဘုဒ္ဓတိဟလာအဲ့တော့မရဏတတိကမရဏတရားတွေဟောခဲ့တယ်ဘာတရားဟောခဲ့လဲကလိုက်ဆိုသားမှာယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်သာငါခန္ဓာပန်စွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်သာငါခန္ဓာမန်စွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်သာငါခန္ဓာမန်စွာမြဲခဲ့ပေအဲ့ဒီလိုဘုရားဟောခဲ့တတိဟောခဲ့ဟောပြီးတော့မြတ်စွာဘုရားပြန်ကြွပရိသတ်ပေါင်း8400နဲ့အသီးသီးပြန်ကြတယ်အဲ့ဒီမှာပေသကာရီခေါ်တဲ့အမျိုးသမီးလေးကဟောဒီတရားဟာတာမညပုဂ္ဂိုလ်ဟောတာမဟုတ်မြတ်စွာဘုရားဟောတာငါကျင့်သုံးမယ်ဆိုပြီးတော့ပရိသတ်ပေါင်း8400နဲ့မှာဘုရားစကားနားထောင်ပြီးတော့ကျင့်သုံးတဲ့ဘောတယောက်ပဲရှိတယ်ဘုရားလက်ထက်တောင်မဘလောက်လဲကိုကဲဆိုပြောမနေနဲ့ဟုတ်တယ်မလားဘုရားလက်ထက်တောင်မှတယောက်တည်းရှိတယ်ကိုကဲပြောမနေနဲ့အဲ့ဒါဘုရားစကားနာတာငါကျင့်သုံးမယ်ဆိုပြီးတော့အဲ့ဒီကလေးမလေးကသွားတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါသတိရတယ်
ယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားရင်လည်းထိုင်ရင်လည်းယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါအိပ်တဲ့အခါယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားတဲ့အခါရက်တဲ့အခါတိုင်းတဲ့အခါအိပ်တဲ့အခါတတိယတိုင်းတတိယတိုင်းဒါလေးပွားတာအဲ့ဒါနင်တို့နောက်ကြမှာပွားတာမပွားတာအသာထားအခုပွားရအောင်လိုက်ဆိုယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပေအဲ့လိုပွားတာ3နှစ်ဘယ်နှစ်နှစ်3နှစ်အဲ့လို3နှစ်ပြည့်သွားတဲ့အခါကျတော့မြတ်စွာဘုရားအတ္တယနုတ္တယဉာဏ်ဖြင့်လောကကြီးကိုလမ်းပြီးတော့ဒီနေ့အံ့ကြည့်တယ်ဒီကနေ့ငါဘု து ကိုချီးမြှောက်မလဲလို့ကြည့်တော့သူ့သမီးသွားတွေ့တယ်အဲ့ဒီကလေးမှတွေ့တယ်ဒါမှဘုရားစကားနာတာမျိုးကျင့်တော့ဘုရားမြင်တယ်အတိတ်ပဲပေါ့လားဘုရားစကားနာတော်ပြီးတော့ကျင့်တော့မဆိုရင်ဘုရားကမြင်တယ်စွဲစွဲမြဲမြဲအစိဏကတို့ဟောမှာရှိတယ်မန္တလေးမြို့မှာပသိမ်ကျောင်းဆရာတော်ကြီးဆိုတာရှိတယ်တဏီကုံဘုရားရှိခိုးတာတဏီကုံဘုရားရှိခိုးတာဆရာတော်တဏီကုံဘုရားရှိခိုးတယ်ဟုတ်တယ်တဲ့ဥက္ကမေတဏီကုံဘုရားရှိခိုးတယ်ဒါတော့အချိန်သိမ့်မရဘူးတဲ့တဏီကုံဘုရားရှိခိုးတာတော့မအချိန်မရနင်တို့ဘုရားရှိခိုးအချိန်ရကြတယ်ဟမ်ဘုရားရှိခိုးချိန်ရလားမနဲ့လူရတာမလားဟုတ်ပါဘူးဟိုဆရာတော်ရတဏီကုံဘုရားရှိခိုးတာတော့မအချိန်သိမ့်မရဟုတ်လားဆရာတော်ဘာဖြစ်လို့တဏီကုံဘုရားရှိခိုးတာလဲလို့မေးတာဥက္ကမေနဲ့ဝုတ်ကိုဝုတ်နဲ့ကြည့်အောင်စားရတယ်ပြောစမ်းပြန်ပြောစမ်းဟုတ်လားဝုတ်က3ပါးရှိတယ်ဝုတ်ကဘယ်နှပါးလဲပြောစမ်းကိလေသာဝကာမဝဝိပါကဝပြောင်းမြမပြောနဲ့ပြန်ပြောကိလေသာဝကာမဝဝိပါကဝဘယ်နှပါးလဲကိလေသာဆိုတာကိလေသာဝတ်ဆိုတာလောဘဒေါသမောဟသူကခိုင်းတယ်မင်းဘာလို့ဘာလို့ပြဘလူကခိုင်းတာလဲကိလေသာခိုင်းတယ်ဘလူကခိုင်းတာလဲခိုင်းတာကကိလေသာဝတ်လောက်တာကာမဝတ်အကျိုးပေးတဲ့ခါဝိပါကဝတ်ဘယ်နှပါလဲခိုင်းတာကလောက်တာအကျိုးပေးကအဲ့ဒီဝတ်3ပါးပြတ်ဖို့ရတယ်ကုသိုလ်ဆိုတဲ့ဝတ်ကိုဆွဲဆွဲမြဲမြဲလုပ်ပါတယ်ကုသိုလ်ဆိုတဲ့ဝတ်ကိုဆွဲဆွဲမြဲမြဲအာစိဏကံနဲ့အာတဏကံပေါ့ပြောတာကုသိုလ်ကိုဆွဲဆွဲမြဲလုပ်တာဒီအာစိဏကံတေကံနဲ့အာတဏကံလာတယ်အကုသိုလ်တွေလာတယ်ကုန်လာတယ်ရှောင်လို့မရဘူးကြိုက်တဲ့ချိန်ကိုကြိုက်တယ်လို့ဟုတ်လားအကုသိုလ်လာတယ်အဲ့ဒီအခါကျတော့အဲ့ဒီအကုသိုလ်စိတ်နဲ့သိရင်ငရဲတန့်ကြတဲ့အခါကျတော့အာစိဏကံကချက်ချင်းဆွတ်ခေါ်တယ်ငရဲကလွတ်ချင်တယ်ဆိုရင်အာစိဏကံတို့အကဲမှာအာစိဏကံဘာကံလဲအတိပ္ပယ်ပေါ့လားအာစိဏကံစောစောမြဲမြဲလို့နော်ကုသိုလ်စောစောမြဲမြဲလို့တရဏဂုံသုံးပါးပေါင်းဆိုတရဏဂုံသုံးပါးကိုပွားဘုရားကုဏပွားမဆိုဘုရားကုဏတစ်ခုပဲပွားစောစောမြဲမြဲလို့ဒိဗ္ဗပေါ့လားတန်ဖို့ရှိလားဆုံးမခဲ့တယ်နော်ကဲအဲ့တော့ဒီကလေးမလေးကသူကဆွဲဆွဲမြဲမြဲဒါလေးပဲရွတ်တယ်ဒါလေးပွားတယ်ယုံနာနှစ်ချက်ငါအသက်မြဲလည်းမတည်ပြီသေဖို့ရန်တာငါခန္ဓာမှန်စွာမြဲခဲ့ပြီငါတရားမှာပဲလို့တိလာလေကုသိုလ်လုပ်လေသေဘေကလွတ်လေ
ဒိဗ္ဗပေါ့လားတရားမယ်ဆိုတာသိရင်ဘာလုပ်မလဲကုသိုလ်လုပ်ရင်သေဘေးကလွတ်တယ်တို့ကဲမှာကုသိုလ်ကံကောင်းလို့ကွာကံကောင်းလို့ကွာဟုတ်တယ်မဟုတ်လားမပြောဘူးလားကံကောင်းလို့ဆိုတာဘာလဲကုသိုလ်ရှိလို့ဒါလေးပေါ့နော်ကဲပြောရင်တော့ကြပါစို့နော်3နှစ်ပြည့်သွားပြည့်တော့မှဇန်နိုင်တဲ့ထိုးဟလားအဲ့တော့3နှစ်ပြည့်သွားတဲ့အခါကျတော့အတ္တယနုတ္တယညာမြင့်လောကလမ်းကြည့်တော့သူ့ရဲ့သမီးကိုတွေ့တယ်ငါသမီးတော်ကြီးငါစကားနားထောင်ပြီးတော့ကျင့်သုံးနေတဲ့သမီးတော်ငါသွားပြီးတော့ချီးမြှောက်မယ်ဆိုပြီးတော့မြတ်စွာဘုရားဒုတိယအကြိမ်အာလဝီပြည်အက္ကလဝါကျောင်းတက်ကိုမြတ်စွာဘုရားကြွားဘုရားရှင်ကိုရောမြတ်ရဲ့သံဃာတော်တွေကြွလာပြီးတော့တရင်တကာကြတော့ပြိဿပေါင်း84,000လာဆွန့်ကပ်ပြန်ပြီဆွန့်ကပ်ပြီးတဲ့ကမြတ်စွာဘုရားတရားဟောမယ်ဆိုပလင်မော်တက်တဲ့ကသူသမီးပါမလာတော့ဘုရားထိုင်ဆောင်နေဒီပြိဿတွေလာတာမဟုတ်သူသမီးတွေလာတာဒိဗ္ဗပေါ့လားဘုရားစကားနားထောင်ဖို့ရည်ကြည်တယ်ကဲအဲ့ဒီနေ့မှာပေသကာရီခေါ်တဲ့အမျိုးသမီးကလှုပ်ရှုပ်နေတော့မြတ်စွာဘုရားကြွလာမသိဘူးအဲ့ဒီနေ့မှာဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်သမီးရေအဖေလှုပ်ယုံစောတော်သွားမှသမီးလာမှအဖေထမင်းစားမယ်စောတော်ထွက်သွားအဲ့ဒီမှာသမီးဖြစ်တဲ့ပုဂ္ဂိုလ်ချက်ပြုတ်ပြီးတဲ့ခါကျတော့တကောက်တောင်းတဲ့ကိုထမင်းဦးလေးထည့်ပြီးတော့ကောင်းမှရွက်ပြီးတော့ဖေထန်လာခဲ့အလုတ်ယုံလာခဲ့အာလဝီပြည်အက္ကလဝကျောင်းတိုက်ရှိရောက်တဲ့ခါကျတော့ပြိဿပေါင်း84,000ကိုတွေ့တယ်မြတ်စွာဘုရားကြွလာတာပဲငါသွားတရားနာအောင်ပါပဲတို့အဲ့ဒီမှာမြတ်စွာဘုရားတွေ့တယ်လမ်းကြည့်တဲ့အခါကျတော့မြတ်စွာဘုရားလမ်းကြည့်တာကိုတွေ့ရပေသကာရီခေါ်တဲ့အမျိုးသမီးဒါမြတ်စွာဘုရားငါ့ကိုခေါ်တာအဖိုးတို့အဖွားတို့ဖေးတို့မေတို့ကျွန်မမြတ်စွာဘုရားနာသွားခြင်းတို့အဲ့လေလမ်းတောင်းပြီးတော့တရားနာတကောက်တောင်းတွေခါဆောင်မှတင်းပြီးတော့မြတ်စွာဘုရားတန်းသွားတယ်ရှေ့ရောက်တဲ့တကောက်တောင်းတွေချမြတ်စွာဘုရားကိုရှိခိုးတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကုမာရိကေချစ်သမီးတွန်တင်သေးကိုတော်ဘယ်ကနေပြီးတော့အာဂိစတိလာခဲ့တာလေသမီးဘယ်ကလာတာလဲတဲ့သမီးဘယ်ကလာတာလဲတဲ့နတ်ဇာနာမီတပည့်တော့မသိဘူးတဲ့ဘယ်သွားမှလဲတဲ့မသိဘူးတဲ့ဘယ်ကလာတာလဲဘယ်သွားမှလဲမြတ်စွာဘုရားသိရတဲ့နဲ့မင်းမှမဟုတ်ဘူးနော်တိတိကြီးနဲ့ကိုမြတ်စွာဘုရားမေးတာအလုံးယုံသွားမယ်ဆိုတာလည်းသိတယ်ဘယ်ကိုသွားမယ်ဆိုတာလည်းသိတယ်အဲ့ဒါမြတ်စွာဘုရားသမီးဘယ်ကလာတာလဲမသိဘူးဗျာဘယ်သွားမှလဲတဲ့မသိဘူးတကယ်မသိဘူးလားတဲ့သိပါတယ်ဖေဟာတဲ့တကယ်သိသလားတဲ့မသိပါဘူးလေးချက်ဘယ်ကလာတယ်လဲမေးသောအခါမသိပါဘူးဖြေကြားရှာဘယ်ဘဝကဒုက္ခနာလာခဲ့ရမှမသိပါဒိဗ္ဗပေါ့ကလားကဲလိုက်ဆိုဘယ်ကလာတယ်လဲမေးသောအခါမသိပါဘူးဖြေကြားရှာဘယ်ဘဝကဒုက္ခနာလာခဲ့ရမှမသိပါဘယ်ဘဝကဒုက္ခတာလာခဲ့ရမှမသိပါဆိုတဲ့ဘယ်ဘဝလာမှလည်းမသိကြဘူးလူပြရလားဇမပြရလားအပယ်လေးပါလားဘယ်ရလဲဘယ်ကလာမှလည်းမသိကြဘူးဟုတ်လားဘယ်ကလာမှလည်းဘယ်ဘဝလာတယ်ဆိုတာမသိကြဘူးတဲ့ဒိဗ္ဗပေါ့လားကဲလိုက်ဆိုဘယ်ကိုသွားမလဲမေးသောအခါမသိပါဘူးဖြေကြားရှာ
သေပြီးအခါဒုက္ခန္တာဘယ်သွားရမှမသိပါသေပြီးအခါဒုက္ခန္တာဘယ်သွားရမှမသိပါဆိုသံအဓိပ္ပာယ်ပေါက်ပြီလားဘယ်ဘဝလာတာလဲဘယ်ဘဝသွားကြမှာလဲဒါကလည်းမသိဘူးဘယ်ဘဝသွားမှလည်းမသိဘူးအဲ့တော့ဘယ်နဲ့လောက်ကြမှာအဲ့တော့တရားနာပရိမသိတဲ့အတွက်ကြောင့်သိအောင်ဆိုပြီးတော့များများကုသိုလ်လုပ်ထားကြပြီးကြည့်တယ်ညွတ်တာပေါ့မိမိဘာဘယ်သွားခြင်းနဲ့ဟလားနတ်ပြည်သွားခြင်းသလားဗြဟ္မပြည်သွားခြင်းလားနိဗ္ဗာန်သွားခြင်းသလားဘယ်တကားပိတ်ခြင်းသလားညွတ်ပြီးတော့ကုသိုလ်လုပ်ထားဥပမာအပြင်ဆိုရပါစို့တစ်ပင်တစ်ပင်ရှစ်ဘက်ကိုညွတ်နေတယ်ကိုင်းနေရိုင်နေတဲ့တစ်ပင်အရင်ကနေဖြတ်ရင်ဘယ်ဘက်လဲမလဲညွတ်တဲ့ဘက်လဲပဲအဲ့ဒါကြောင့်ကုသိုလ်လုပ်ပြီးတော့ညွတ်အဲ့ဒါဘုရားရှင်ကိုရောမြတ်ကြီးလေမျက်လုံးလိုတဲ့တပ်ပိညွတ်တဉာဏ်ရပေးရသည်ညွတ်ထားတာဟုတ်တယ်မလားအသက်လိုတဲ့တပ်ပိညွတ်တဉာဏ်ရပြစေသမီးလိုတဲ့တပ်ပိညွတ်တသားလိုတဲ့တပ်ပိညွတ်တစီစဉ်ဥစ္စာလိုတဲ့တပ်ပိညွတ်မိမိဖြစ်ချင်တာညွတ်တာညွတ်ထားတယ်ကုသိုလ်လုပ်ပြီးတော့ညွတ်ပြီးတော့ဆူတောင်းရတယ်အဓိပ္ပာယ်ပေါ့လားညွတ်ထားညွတ်တယ်အဲ့ဒါကြောင့်မို့ကုသိုလ်လည်းပြုဆူတတ်တာပြောသားကုသိုလ်လည်းပြုဆူတတ်တာဟုတ်လားအဲ့ဒါဘယ်လိုပြောတာလဲဆိုဝိပဿနာမြတ်စွာဘုရားပြောတဲ့စကားနော်ဝိပဿနာမြတ်စွာဘုရားကုသိုလ်လည်းပြုရမယ်ဆူတတ်တာမယ်ဘသူကိုပြောတယ်အပရာဇိတတထေဇောတိကတထေလောင်းဖြစ်တယ်အပရာဇိတကိုပြောတဲ့စကားနော်ဇောတိကရဲ့ဗိမာန်ပြတ်တတ်ကိုဘသူလိုချင်လဲအဇတတလိုချင်တယ်လိုချင်တဲ့အတွက်စင်တတ်မြင့်တတ်ယထာတတ်ချင်းလင်းတတ်သွားသိမ့်လို့မရဘူးအဆောင်လျှောက်တရားတင်းမုန်းနဲ့လိုက်ထူတော့ခွေးပြည့်ရနောက်ဆုံးမြတ်စွာဘုရားတန်ရောက်သွားတယ်မြတ်စွာဘုရားတန်ရောက်သွားတဲ့အခါကျဒဂရမင်းတရားဘယ်ကလာတယ်ဒီပြီးတော့ဇောတိကဗိမာန်သွားသိမ့်လို့မရဘူးဖေရအဲ့ဒီမှာဇောတိကတရားနာနေတာရှင်မင်းတရားတဲ့ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ပစ္စည်းမှန်တယ်ကျွန်တော်မျိုးမပေးဘဲနဲ့ဘယ်သူမှလူယူလို့မရဖျက်ဆီးလို့မရမင်းငါ့ကိုတော်လနာမဟုတ်ဘူးတဲ့ရှင်မင်းတရားတဲ့ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ပစ္စည်းမှန်တယ်ကျွန်တော်မျိုးမပေးဘဲနဲ့ဘယ်သူမှလူယူမရအဲ့လိုပြောတယ်မင်းငါ့ကိုတော်လနာမဟုတ်ဘူးတဲ့ရှင်မင်းတရားတဲ့ကြည့်ကျွန်တော်မျိုးမှာလက်စွပ်10ခွန်းရှိတယ်တဲ့လက်စွပ်ဘယ်နှခွန်းလဲအရှင်မင်းတရားကိုမပေးဘူးတဲ့တော့ယူတဲ့အဇတတထိုင်ရက်နဲ့ထခုံမလို့18တောင်မြင့်တယ်ထိုင်ရက်နဲ့ခုံရင်ထိုင်ရက်နဲ့ခုံရင်မတ္တထခုံရင်အတောင်80မြင့်တယ်ဆင်မြောင်5စီးအမှန်ကြီးတဲ့ဇတတမပေးဘူးဖြုတ်လို့မရဘူးတရားနာပဲရသလားဆူတောင်းခဲ့လို့ဝိပဿနာမြတ်စွာဘုရားလက်ထက်တော်ကဘုရားရှင်ကိုရောမြတ်သံဃာတော်တွေသတင်းသုံးဖို့ရန်ဆိုကျောင်းဆောက်ပြီးတော့လူတာကျောင်းဆောက်ပြီးတော့လူတယ်ကျောင်းဆောက်လူတဲ့အခါကျတော့ကျောင်းရည်သေးချာဝပြုတော့ယရနာတွေအပြည့်ခင်းတာဒုစစ်တောင်မြုပ်တယ်ကျောင်းရည်သေးချာဝအဲ့ဒါဘုရားရှင်ကိုရောမြတ်ကြီးကြွလာတဲ့အခါကျတော့ဒါကတော့မင်းတတ်မှတ်ချက်ထားအောင်အဲ့ဒီအခါကျမှလာပြီးတော့တရားနာကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲသားပုဂ္ဂိုလ်ဆိုရင်အဲ့ဒီယနာပြည့်လက်နဲ့ဆုပ်ယူသွားချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတဆုပ်ပဲယူအဲ့လောက်ဒါနပြုတဲ့ကြားတဲ့ကပုံနာကြီးတယောက်က
အပရာဇိတတရေကမြတ်စွာဘုရားကိုကြီးညိုလို့မနှောမရဗရမကြီးလှူတာအတက်ခိုးတာအဲ့ဒါကိုတွေ့တဲ့အခါမြတ်စွာဘုရားတဲ့တပည့်တော်စိတ်ဆင်းရဲတယ်အဲ့ဒီခါကျမြတ်စွာဘုရားတခါကြီးတဲ့ကုသိုလ်လည်းပြုရတယ်ဆူလည်းတောင်းရတယ်ပြောသားဒိဗ္ဗပေါလားရှာရှည်တယ်လို့မထင်နဲ့နော်သူကရှာရှည်တယ်လို့ဆူတောင်းတာရှာရှည်တယ်လို့ထင်တာရည်ချက်မပါတဲ့ပုဂ္ဂိုလ်ပဲ့မပါတဲ့လေနဲ့တူတယ်ရည်ချက်မပါတဲ့ပုဂ္ဂိုလ်ကပဲ့မပါတဲ့လေကမိမိလိုချင်တဲ့ပန်းနဲ့ရောက်သလားအဲ့ဒါကုသိုလ်ပြုပြီးတော့ဆူမတောင်းတဲ့ပုဂ္ဂိုလ်ကပဲ့မပါတဲ့လေနဲ့တူတယ်အဲ့ဒီကမှတခါကြီးကုသိုလ်လည်းပြုဆူလက်တော့အဲ့ဒီခါကျမှဇောတိကတရေကဤကာမကုသိုလ်ကံကြောင့်ကြောင်းဆောက်ပြီးလူတိုင်းကာမကုသိုလ်ကံကြောင့်ရှင်ဘုရားမြတ်သိမြင်တော်မူတဲ့တရားတို့တရားမြတ်သင်္မစွာရရှိရသိရမြတ်ပါဒါရမကနိဗ္ဗာန်ရသည်ကအမတန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဒါရမကတပိတော့ပိုင်ဆိုင်တဲ့ပစ္စည်းမှန်တာတပိတော့မပေးဘဲနဲ့ဘယ်သူမှလူရဖြစ်စည်းလို့မရပါဘူးအဲ့လိုကုသိုလ်လည်းပြုခဲ့တယ်ဆူလည်းတောင်းခဲ့တယ်အတိပ္ပပေါ့လားဒါမှမဟုတ်ဇောတိကရဲ့ပစ္စည်းသိမ့်လို့ရတယ်လားဘာပြုခဲ့လို့လဲကုသိုလ်လည်းပြုပြီးတော့ဆုတဲ့တောင်းတယ်ဒါမှမဟုတ်တခါကြီးတို့ကုသိုလ်ပြုပါကုသိုလ်လုပ်ပါကုသိုလ်လုပ်ပြီးစွဲမြဲမြဲလုပ်ပြီးတော့ဆုတဲ့တောင်းပါမိမိဖြစ်ချင်တာညွတ်ဒိဗ္ဗပေါက်သားလားကဲအခုပြောတယ်ဘယ်ဘဝလာတာလဲမသိဘူးဘယ်ဘဝသွားမယ်မသိဘူးနော်အဲ့ဒါဘယ်ဘဝသွားမယ်ဆိုတာမသိတဲ့အတွက်ကြောင့်မို့မိမိဖြစ်ချင်တာလေးကိုညွတ်ပြီးတော့ကုသိုလ်ပြုပြီးတော့ဆူတောင်းသွားပါစွဲမြဲမြဲဆူတောင်းသွားပါဟုတ်လားဆင်းရဲနဲ့ငရဲကင်းပြီးတော့ဘဝတူမဖို့ရပါလို့ဤကုသိုလ်ပြုဆူလက်တောင်းဒိဗ္ဗပေါက်သွားပြီလားအဲ့ဒါဘယ်ဘဝလာတာလဲဘယ်ဘဝသွားမှလဲတကယ်မသိဘူးလားကဲလိုက်ဆိုမသိဘူးလားမေသောခသိပါတယ်ဟုဖြေကြရှာမိမိဘဝသေးရမှာဧကမုတ်ချသိကြပါမိမိဘဝသေးရမှာဧကမုတ်ချသိကြပါဆိုတော့တရားမှသိလေကုသိုလ်များများလုပ်လေဗျာအဲ့ဒါသေဘေးကလွတ်လေဗျာဒါသေဘေးကလွတ်ချင်တယ်ဆိုရင်ကုသိုလ်လုပ်မှာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှသာသေဘေးကလွတ်မှန်လားအထိပ္ပယ်ပေါက်သားလားဒါမို့ကုသိုလ်ရမယ့်ကိစ္စမှများအကုန်လို့ဓာတိတိုက်တွန်းပြီးခဲ့တယ်ဘယ်နှချက်ရှိ၃ချက်ဘယ်ဘဝလာတာလဲဘယ်ဘဝသွားမှာလဲတကယ်မသိဘူးလားဘာသိတာလဲတရားမှသိရင်ကုသိုလ်လုပ်တယ်ကုသိုလ်လုပ်လေနိဗ္ဗာန်ရလိမ့်မယ်ဟုတ်တယ်မလားကုသိုလ်လုပ်တာဘာဖြစ်လဲဆိုတော့ဒီမှာဒီဥပမာဖြင့်ရေခွက်တစ်ခွက်ဟလားရေပြည့်ဖြည့်စားစုပ်ထဲတောက်ကြည့်တော့ဘလို့နေလဲဘာလို့ငါလဲဘာနဲ့လို့လဲတန်ကြီးထဲမှာရေပြည့်ဖြည့်စားစုပ်ထဲတောက်ကြည့်တော့ဘလို့နေငန်းလားဘာလို့လဲလက်တက်ဆုပ်လို့အာကုသိုလ်လူတိုင်းမှာရှိတယ်အဲ့ဒီအာကုသိုလ်တရားတွေပပြပဲကုသိုလ်များများလုပ်မသိမချင်းလုပ်သိအောင်မလုပ်နဲ့ဟုတ်လားဒီမှာပါလားမသိမချင်းလုပ်သိအောင်မလုပ်နဲ့မသိမချင်းလုပ်ဆိုတာဗါလဲကုသိုလ်သိအောင်မလုပ်နဲ့ဆိုတာအာကုသိုလ်ဒါမို့ဟိုဒေဝကငါလာပြနောက်တော့တဲ့ဩဝါဒတွေပေးတတ်မအောင်နဲ့ညီတော့ဆုံးမတတ်မအောင်မသိမချင်းဟောသိအောင်မဟောနဲ့ဟုတ်တယ်မသိမချင်းဟောဆိုတာမြတ်စွာဘုရားဟောတာလမ်းစဉ်နဲ့မသိမချင်းဟောသိအောင်မဟောနဲ့ဆိုတာဘုရားမဟောတာရှောက်မဟောနဲ့ရဟတာပြောတာမဟုတ်ငါဆုံးပါလားအတိပ္ပယ်ပေါက်သားလားအေးသွားကြစို့ဘယ်နှချက်ရှိသွားလဲဒီနေ့ကဒီတရားပြီးမှပြီးပါမလားဟဲ့လားဘယ်လာတာလဲဘယ်ဘဝသွားမှလဲတကယ်မသိဘူးလားဘာသိတာလဲ
သေမာကိုတကယ်သိသလားတဲ့ကြလိုက်စောမတိဘူးလားမေသောခါသိပါတယ်ဟုဖြေကြရှာမိမိဘဝတေရမှာဧကမုတ်ချသိကြပါမိမိဘဝတေရမှာဧကမုတ်ချသိကြပါမိမိဘဝတေရမှာဧကမုတ်ချသိကြပါအဓိပ္ပာယ်ပေါ့ဗျာတေရမှာသိရင်ကုသိုလ်လုပ်လိမ့်မယ်ဟုတ်လားအဓိပ္ပာယ်ပေါ့နော်နောက်တစ်ခါနောက်ဆုံးပါလေဘယ်ဘဝလားမသိဘူးဘယ်ဘဝသွားမလဲမသိဘူးတကယ်မသိတာသိတယ်တကယ်သိသလားဆိုတော့မသိဘူးဘာမှသိတာလဲဆိုတော့နေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါအဲ့ဒါပဲနေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါအဲ့ဒါအနစ်ပဲဘယ်ချိန်သေမှဆိုမသိဘူးလေသိပါမလားကလည်းဆိုနေညာမနဲ့ချိန်များစွာဘယ်ချိန်သေးမှမသိပါနေညာမနဲ့ချိန်များစွာဘယ်ချိန်သေးမှမသိပါဆိုတာသိရလားအဲ့ဒါကြောင့်မို့ကြိုတင်ပြင်ဆင်ထားကြပြောတာနော်ဘာဒါကြောင့်မို့မြတ်စွာဘုရားပြောတဲ့ဘလောက်ဆုံးမအန္တိဘူတောအယံလောကောတဲ့အယံလောကောဟောဒီလူနာပြန်မှာတတ်တော်အန္တိဘူတောဘာမှညာမှမသိတဲ့ငတုံးနေပြတယ်တကုနောဇာလမုတ်တော်ဝဇာလမုတ်တော်ဝမုတ်ဆိုးလက်နဲ့ပိုက်ကွင်ရမှာလွတ်တာတကုနောငတ်တတ်တော်ဒီအဘောတကောင်တလေးပဲရှိတယ်မုတ်ဆိုးလက်ကလွတ်သွားတဲ့ငှက်ဆိုတာတကောင်တလေးပဲရှိတယ်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်ဆိုတာတယောက်တလေးပဲရှိတယ်နော်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်တယောက်တလေးပဲရှိတယ်မုတ်ဆိုးလက်ကလွတ်သွားတဲ့ငှက်ဆိုတာတကောင်တလေးပဲရှိတယ်နော်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်ဆိုတာတော့မကျွတ်တပြင်းစင်တာလာတာဟောခဲ့တာမို့နှစ်သက်မှာဒါလေးတွေမိတ်နေမှာဆိုလို့ကိုကုသိုလ်များလုပ်နေဖို့ဒီပဲပါလားအဲ့တော့တိလေကုသိုလ်လုပ်လေကုသိုလ်လုပ်များရင်ဒီဘေးကလွတ်လေပေါ့ဒါကြောင့်မို့ကြွတင်ပြင်စင်တာအဲ့တော့ဒေသနာလဲဆုံးရောသောတာပန်တည်တယ်ဘာတည်သွားလဲအဲ့ဒါဘာအကျိုးလဲမရဏနုဒ္ဒတိကမ္မထအကျိုးအဓိပ္ပာယ်ပေါ့လားကလိုက်ဆိုယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပဲသေဖို့ရန်သာငါခန္ဓာမှန်စွာမြဲခဲ့ပေသို့တော့ကယုံနာနှစ်ချက်ငါအသက်ဒီပဲပေါက်သွားလားအဲ့ဒါနဲ့အော်ငါသိရမှာပါလားလို့အဲ့လိုသုံးသပ်ဆင်ခြင်ပြီးတော့သိရမယ်ဆိုတာတိလေကုသိုလ်လုပ်လေကုသိုလ်လုပ်လေကုသိုလ်လုပ်လေပြီးတော့မိမိလိုဒီအိုဘေးနာဘေးသေဘေးကင်းဖို့ရတဲ့ညှို့ပြီးတော့ကုသိုလ်လုပ်သွားမယ်ဒီကာမကုသိုလ်ကံကြောင့်ဘုရားတပည့်တော်တို့မိသားစုတွေနိဗ္ဗာန်ရတိကကိုယ်ကြီးဆင်းရဲခြင်းမျိုးစိတ်အစဉ်ဘယ်ဘဝဘယ်ခါမှမတွေ့ကြုံပြရစေနဲ့တော့ဘုရားစိတ်ချမ်းသာကိုကြမှာနဲ့ပြည့်စုံပြီးတော့ဘဝတွင်ပတ်ဖို့ရပါစေညှို့ပြီးတော့ဆူတောင်းသွားပြီးတော့ကုသိုလ်လည်းများလို့ဒိဗ္ဗပေါက်သွားလားအဲ့လိုအဲ့ခါကျတော့မှပရိသတ်ပေါက်8400ခေါင်းငိုက်ဆိုင်ကြအန္တိဘူတောအယံလောကောဆုံးမ
အဲ့ဒါနဲ့ပြိဿတွေလည်းပြီးသွားတော့တရားဝဲလည်းပြီးသွားပြိဿတွေလည်းပြန်ပိသကာရီခေါ်တဲ့မြို့သမီးလေးတကောက်တောင်းလေးကောင်းမှရွက်ပြီးဖခင်ရှိရရောက်လာတယ်ရောက်လာတဲ့အခါကျတော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကပင်မတော့အိပ်ပြောနေအဖေဓမင်းစားအောင်ဆိုသွားနိုးတာလန့်ပြလွန်းနဲ့ထိုးတာရင်ဝတဲတဲ့ထိုးပြီးတော့သေရောနင်းညမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါဒါမို့ကြိုတင်ပြင်ဆင်ထားကြပြီးသွားပြီငါကြက်ထားတာအဲ့ဒါပဲဒီတဲ့ဟောကြလည်းမရှိတော့ဘူးငါလဲတော့ပါပြီလားတော်ပြီနော်ကဲကဲတော့လူရတဲ့ဒါနာကုသိုလ်စောင့်တည်ရတဲ့သီလကုသိုလ်နာကြသောပေါင်းများသောဘာနာကမှုသိစေနာစွမ်းတတ္တိကြောင့်တင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်လောကဒုက္ခတန္တရာပိစုံမှာကင်းလွတ်ကြပြီလျင်ဘဝတော်တော်ဖြင့်မတ်ဖို့ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်းစီစဉ်ရနဝတမတဲ့ဝိဝိစုများစက်တပ်ပြုရင်းဖြစ်ပါတယ်ဗျာတရားတွေ့တော့ရှ िख ုဥတည်လျှောက်ထားအပ်ပါဆရာတော်ကဒီကနေ့ညရဲ့ဓမ္မပူဇာတဲ့မှာတရားနာပရိသတ်များနဲ့အလှရှင်အမှုမှာပေါင်းလို့ပါကံကဘုံတော်ကိုရှင်ပန်းပြုလန်းခဲ့ကြတာနေပတော်မိဘများအထာကြီးမြို့နယ်အုပ်ချုပ်ရေးသူဆရာဦးမြင့်ဦးဇနီးတော်ရင်မိတွေတမိမတ်ဧကရီမြင့်ဦးတမိမတ်ဧကရီမြင့်ဦးဒီကားစုကဆေပြီးဝေတော်သူမိခင်ကြီးတော်ရင်နိုင်ကရည်စူး၍ဦးမြတ်ဆိုးပေါ်ဦးမင်းခန့်ဇနီးတော်မဆိုးတာမောင်တက်ထုဆိုးတို့ကငါသည်နေပတော်မိဘများအမှုထား၍ဦးမြတ်ဆိုးဒေါခင်ငင်းညာတားလေးမောင်ထင်းလင်းအောင်ဒီကားစုကငါတော်ညောင်လေးဒီမြို့မှာဦးငွေဆန်းဒေါ်မန်းတန်းဖြုတ်ဒီကားစုကတသိန်းဦးမောင်ဒေါ်တင်တင်ညိုဆောက်လုပ်ရေးဒီကားစုကတသိန်းဝဲလူသူဒေါ်ခင်မမခေါ်ဒေါ်ခင်ကြီးအားရည်စူးပြီးဦးကိုနိုင်တာမောင်ဒုက္ခဆံမအောင်နေနေတမီမတ်ဒီကယူကာလာကင်းဒီကားစုကတသိန်းဦးညိုမြင့်ဆန်းဒေါ်ချူချူသေးတမီမတ်ရွှေဒီမျိုးတင်ကငါတော်ရက်ွက်ချေရောအုပ်ချုပ်ပြီးဦးများစုပေါင်းပြီးလူတန်းတွေကောင်းတာ18သိန်းရွှေပြည်သာမန်ဆန်းလူအတင်းတောက်ဖွဲကတသိန်းဦးလာထွန်းဒေါ်ကမောင်ဝိမိသားစုကတသိန်းဗဒမြားကြီးမှဦးအောင်နိုင်ရင်ဒေါ်ချုံမီစိုးမိသားစုကတသိန်းယခုပေါ်ပြပါအလူရှင်ချက်တူလို့ပါမတ်ကြီးအလူတော်မိပေါင်း40သိန်းကိုထူနှမ်းခဲ့ကြပြီတရားနာပိဋကများစုပေါင်းပြီးအလူတော်မိပေါင်း40သိန်း62,000အလူကရရှိခဲ့ခြင်းကြောင့်တရားပေါင်းရင်အလူတော်မိပေါင်း83သိန်း62,000အလူကရရှိခဲ့ပါမယ်လားထို့သောတန်ခါဘုံဘုံကိုရှိမှန်းပြီးထူနှမ်းခဲ့ကြခြင်းအလူတော်မိများကိုနဝကမအခမ်းအနားဖြင့်ဆက်ကထူနှမ်းမှုကြပါသည်ဆက်ကထူနှမ်းခြင်းကိုခွင့်ပြုပေးတော်မူပါရန်ရှ िख ုလျှောက်တာဆရာတော်ကဆက်ကထူနှမ်းမှုစီစဉ်နေဆရာတော်ရဲ့ပုံစားအမတုံးမြတ်ကိုအုပ်ချုပ်ရေးဦးမြင့်သိန်းနိုင်ကကပ္ပိယကာရကပြုပါလက်ခံပြရဖြစ်ပါတယ်အကျိုးတော်ဆောင်ဦးမြင့်သိန်းနိုင်ကဓမ္မသနာပလင်တော်ရှေ့မောက်သို့ကြွရောက်ဆောင်ရွက်ပေးပါရန်ဒေသစွာဖိတ်ကြားပါဆက်ကလူနာမှုစီစဉ်ရမတ္တိလူရှင်များပူဇာတရားနာပရိက္ခများပူဇာရွှေပြည်သာမြို့နယ်တွင်အုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးလက်ထောက်မြို့တိုင်းမှူးဆရာဦးမြင့်ဦးကအလူတော်ငွေပေါင်း83သိန်း62,000ကိုတွားရောက်ထူနှမ်းပေးပါရန်တင်ပြအပ်ပါတယ်ဆောင်ရွက်ပြီးအကျိုးတော်ဆောင်
မြင့်သိမ့်နိုင်တာကျေးဇူးတင်ရှိအပ်ပါကြောင်းတင်ပြအပ်ပါခင်ကြီးဘုံမှုချင်းဉာဏ်နာငြိမ်းစားနဲ့ဒါဦးလေးမျက်နှာတို့ဟာရည်စုံပြီးဒေါ်မြတ်တန်းဒေါ်ရင်မွန်တန်းဒါမောင်ခန့်ကျော်စံတို့မှဆူလမ်းပါပြီနဝတာမစုစုပေါင်းလူလုံးကြီးကျန်တဲ့သိန်းကြီးကိုကြွရောက်ဆူလမ်းပေးပါမယ်နော်တော်အိုးပါနော်မတ်တရမလားကဲဟုတ်ပြီမတ်တရနဲ့ဟုတ်ပြီတော်အိုးပါနော်ပြေးစီရင်ရလူလမ်းကိုစုစုလို့ပဲရေစက်တော့မှအများကြီးသိနေတယ်ပါလေဒီကနေ့ကရဲ့ဓမ္မတပင်မှာယခုလျှောက်ထားပေါ်ပြပါအချိန်ကြီးများတိုင်းလူလမ်းသင်ပေးကြပါဗျာနဝကာမအခန်းကဏ္ဍကြီးအလိုတော်ငွေပေါင်း85သိန်း63,200ကျော်ထို့ပြင်တော့အခြားသောကဏ္ဍများနေဖြင့်ရားဟောဆရာတော်ဘုရားတွေရင်အကျိုးကိုပစုကိုအမှတ်နှစ်ကျောင်းကိုချုပ်ရင်းကိုဦးမြတ်စိုးနေဖွဲ့တာပေါ့ဓမ္မတပင်ကျင်းပတဲ့အတော်ဝင်ချင်းမှာပန်းလူတော်ကိုကင်းနဝရတိဒါနမနိဗ္ဗာန်ကိုရောက်နေရင်မှလောကီမိသားစုကတော့ရေအလူတော်ကိုအမှတ်နှစ်ရပ်ပဲအမှတ်3ရပ်ပဲကိုချုပ်ရင်းများအဖွဲ့တည်ဒီကုန်းချေရွာအုပ်စုပုဂ္ဂိုလ်ကြီးရွာအုပ်စုကိုချုပ်ရင်းများဖွဲ့တာတော့တရားနာပရိသတ်များတွေအာဟာရအလူကိုအမှတ်နှစ်ရပ်ပဲအမှတ်3ရပ်ပဲအုပ်ချုပ်ရေးမှုအဖွဲ့နဲ့ဒီကုန်းကြီးရွာအုပ်စုပုဂ္ဂိုလ်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုများအဖွဲ့ကတော့မှတ်တမ်းနဲ့ဗီဒီယိုရိုက်ကူးခြင်းတွေအမှတ်နှစ်ရပ်ပဲမှာဥအောင်မျိုးစီဒေါကေမာလီမိသားစုက3ရက်တွင်အလူတော်ဝင်7သိန်းကိုတော့ပါဝင်ထူထောင်နိုင်ကြပါလိမ့်ဗျာတို့တို့တရားဖွင့်လူပေးလူနိုင်ခဲ့ခြင်းတို့ကိုအများနဲ့တူဝမ်းမြောက်မှုကိုတာရုခေါ်ဆိုလိုကြပါပြီးရေစက်တော်ချအများတန်းပေးဝေခြင်းပြုပေးတော်မူပါသည့်အကြောင်းရှင်းဖို့ဥတည်လျှောက်ထားပါကလည်းဆိုဣဒံမိပုံညာပဂတိတဝကဘောဓိညာဏတပစ္စယောဟောတုဣဒံမိပုံညာအာတဝခေယံဝါဟောတုဣဒံမိပုံညာနိဗ္ဗာနတပစ္စယောဟောတုအရှင်ဘုရားဘိတော်တို့သည်သန္တရာတိဟုသောဝဆင်းရဲဝေဩကရေယမခမြောက်ပါရခြင်းအကျိုးငါဓမ္မဒါနဓမ္မပူဇာဝဲပြုလုပ်ရာအခါကာလသမယ၌လူရန်ရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်နာကြရသောပွားများရသောဘာဝနာကုသိုလ်အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့မိသားစုအပေါင်းသူတော်ကောင်းတို့သည်နိဗ္ဗာန်ရသည်ကာလတိုင်အောင်ကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဘယ်ဘဝဘယ်ခါမှမတွေ့ကြုံရ၍စိတ်ချမ်းသာကိုယ်ကြမ်းမှပြည့်စုံကြပြီလျင်
ဘဝတူတို့ဖြင့်မတ်ဖို့ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောမိသားစုများဖြစ်ရပါလို့ဤအရှင်ဘုရားဤကောင်းမှုဘုဘာကဥဒမြကိုဝိသမီခင်ဝိသဖခင်ဆရာသခင်ကျေးဇူးရှင်တို့အလကားကိုဆောင်နတ်ကျောင်းဆောင်နတ်ဓမ္မယုံဆောင်နတ်ခြေဒီတော်ဆောင်နတ်အိမ်ဆောင်နတ်ရပ်ကွက်ဆောင်နတ်မြို့ဆောင်နတ်ရွာဆောင်နတ်လယ်ဆောင်နတ်ကွင်းဆောင်နတ်ချောင်းဆောင်နတ်မြေဆောင်နတ်မုဒ္ဒရာဆောင်နတ်လီနာသာမုဏသဗ္ဗမကျန်တောဆောင်နတ်တောင်ဆောင်နတ်ဘုံပဇောယုတ်ကဇောအာဂတဇောနတ်စတုလောကပါဠနတ်သာသနာကိုစောင့်ရှောက်ကုန်သောနတ်မြတ်နာကနာပေါင်းတဲ့တကွတရားမင်းယမမင်းမယတနေယမမင်းအစထား၍အထက်ဘဝအဝိဇိနန္တိစကြဝဠာသီလထုတ်ခြင်းအကျင့်မရှိ32ဘုံကျင့်ကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါအပေါင်းတို့အားအမြတ်ပေးဝေပါ၏အမြတ်ပေးဝေပါ၏အမြတ်ပေးဝေပါ၏အမြတ်ပေးဝေသောခဏ၌သာဓုသာဓုသာဓုခေါ်ဆိုနိုင်ပါစေတည်းကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးဆင်းရဲနဲ့ငရဲကင်းကြပါစေစီရင်ရဓမ္မပူဇာတိကိုယုတ်သိနေတယ်။တရားနာပိဋကဓမ္မအမြင့်ကိုတောင်းလို့ဒီကနေ့ရှင်ကြီးပါပူဇော်တဲ့ဒီဥဓမ္မတတိပူဇော်ဝေးဒုတိယနေ့စီရင်ကိုဘုရားသာသနာရှင်ရတဲ့သူသုံးတင်ကိုဆရာလေးတို့9သိန်းလိုက်ပါလို့အဲ့ဒီ9သိန်းဘုရားသာသနာစေရာဒိဋ္ဌတုဗုဒ္ဓသာသနာစေရာဒိဋ္ဌတုဗုဒ္ဓသာသနာစေရာဒိဋ္ဌတုသာဓုသာဓုသာတရားနာပိဋကတော်မူတာဆရာတော်ဘုရားပြန်ပြောတော်မူတာConnected.ဓမ္မပူဇာအဝဲအထူးတပင်ဒီစကြတရားပွဲဖြင့်ဟောကြားရှင်းနေပြီးမှဖြစ်ပါတယ်။ဒီနေ့ညနေသူနဘက်ကာမတဲ့ကြောင့်လာကြကြပြီဖြစ်ပြီး
နေ့ကနာမှာတော့အမေကတိကျော်တော့ပေါ်တာပြီးဆရာတော်ဘုရားကြီးအမကရိယာတော့တော်ဝင်ဘုရားဥပဒနာကြောင်းမှာတောင်းနိုင်ကြတော့အရှင်ဝေဒဖြစ်ပါခင်ဗျာတရားနာကြောတော့တာလည်းဒီကားမဖြစ်ကြပါဘူး